ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကြီးကတော့နေတိုင်းဆွေးနွေးနေတဲ့ခေါင်းစဉ်ကြီးကတခဏဖြစ်ရတဲ့လူဘဝမှာအနှစ်သာရပြည့်အောင်စူးစမ်းဖို့အတွက်တနေ့ကိုခေါင်းစဉ်နှမျိုးစီနဲ့ဆွေးနွေးပါတယ်ယနေ့မှရောက်လာတဲ့ပုဂ္ဂိုလ်များလည်းသိသွားအောင်ကျွန်တော်ပြန်လဲပြီးတော့ intro လုပ်ပေးပါမယ်တခဏဖြစ်ရတဲ့လူဘဝမှာအနှစ်သာရပြည့်အောင်စူးစမ်းချဖို့အတွက်တနေ့ကိုခေါင်းစဉ်နှမျိုးနဲ့ပထမဆုံးနေ့ကဗုဒ္ဓသာသနာတော်ရဲ့အနှစ်ချုပ်ဆိုတာဆွေးနွေးပြီးတော့ဒုတိယမှာဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမတော်တို့သည်ဘုဒ္ဓတရားယုံမဟုတ်ဘူးလက်တွေ့လက်ကျက်ရနဲ့အကျိုးရှိအောင်မိမိအကျိုးအများအကျိုးလောကီလောကုတ်ပစ္စုပန်တသံတရားလုံးတွေအကျိုးရှိအောင်အသုံးချကြပါစို့ဆိုပြီးဒုတိယခေါင်းစဉ်ဖြစ်ခဲ့ပါတယ်။နောက်မနေ့ကဒုတိယရက်မှာကြတော့ပထမအနေနဲ့နောင်တများလိုက်ကြပါနဲ့လို့နောင်တများစေခြင်းကျိုးငါဆွေးနွေးပြီးတော့ဒုတိယမှာကြတော့ဝိပဿနာအဓိပ္ပာယ်နဲ့ဘာကြောင့်အထုတ်တဲ့တလဲဆိုတာကိုမနေ့ကမိတ်ဆက်ခဲ့ပါတယ်ယနေ့ကြတော့ပထမခေါင်းစဉ်ဒီမှန်တူရှင်ဝိပဿနာဘာဝနာဆိုတဲ့ခေါင်းစဉ်နဲ့ပထမဆွေးနွေးပါမယ်ဒုတိယကြတော့မှပဲတရားအထုတ်ချင်လာတဲ့ပုဂ္ဂိုလ်တို့ဒီညီသို့သောအချက်လက်များကိုတော့မလွဲမသွေသိထားတတ်တယ်ဆိုတာကိုဓမ္မအထုတ်ကြမဲ့ဓမ္မဆိုင်ရာအချက်လက်များပေါ့ယောဂီများသိတဲ့ဓမ္မဆိုင်ရာအချက်လက်များဆိုပြီးတော့ဒုတိယခေါင်းစဉ်နေနဲ့ကျွန်တော်စုဆောင်းထားပါတယ်ကဲဒါကြောင့်မလို့ပထမခေါင်းစဉ်ဖြစ်တဲ့မှန်တူရှင်ဝိပဿနာဘာဝနာဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးတဲ့အခါမှာမနေ့က intro လုပ်ခဲ့တဲ့အတိုင်းပါပဲဝိပဿနာဆိုတဲ့အဓိပ္ပာယ်ကိုသိဖို့လိုပါတယ်ပြီးတော့မှန်ရမယ်တူနဲ့ဖြစ်ပြီးရှင်းရှင်းလင်းလင်းဖြစ်ရမယ်ဖြစ်ပါတယ်ဒါကြောင့်မလို့မှန်တူရှင်လို့ခေါင်းစဉ်တတ်ထားခြင်းဖြစ်ပါတယ်ဒီလိုဆိုရင်ဝိပဿနာဆိုတဲ့အဓိပ္ပာယ်ကိုမနေ့ကပြောခဲ့တာကိုပြန်ပြီးဖော်ဆောင်ရင်မဟာပฏิပဋ္ဌာန်ဆိုတဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဘာဝနာတော်ရဲ့အနှစ်အချုပ်မှာတတိတလုံးအရှိသုံးရင်အဆုံးနိဗ္ဗာန်တိုင်းလို့ဆုံးမခဲ့တာနဲ့အညီတတိဆိုတဲ့မဟာပฏิပဋ္ဌာန်ကြီးဒီတာနိဗ္ဗာန်ရောက်ကြောင်းဧကာယနာအကြောင်းဒီသောလမ်းဖြစ်ခဲ့ပါတယ်အဲ့ဒီမဟာပฏิပဋ္ဌာန်ကိုမှလမ်းပရအပြန်လေးဆွဲလိုက်တဲ့အခါမှာတတိပဋ္ဌာန်၄ပါးဆိုမနေ့ကမိတ်ဆက်ခဲ့ပါတယ်အဲ့ဒါလဲကာယရဲ့ဝေဒနာရဲ့စိတ်တဓမ္မဆိုတဲ့တတိပဋ္ဌာန်၄ပါးဖြစ်ခဲ့ပါတယ်အဲ့ဒီတတိပဋ္ဌာန်၄ပါးကိုအသုံးပြုပြီးတော့မှရှုမှတ်တာဝိပဿနာဆိုတာဝိဆိုဒီမှာ various ways လို့အဓိပ္ပာယ်ရပါတယ်များပြားလားစွာသောတတိပဋ္ဌာန်၄ပါးတို့ဖြစ်ပပနာဆိုတာဉာဏ်ဖြစ်ယုံနံတို့အားရှုမှတ်တယ်အဲ့ဒီအဓိပ္ပာယ်ရပါတယ်ဝိပဿနာဆိုတာအဲ့ဒါပါပဲဒီလိုဆိုရင်ဘာဝနာဆိုတာကပွားများတယ်တိုးပွားအောင်လုပ်တယ်ကဲဒီလိုဆိုရင်ဝိပဿနာရဲ့အဓိပ္ပာယ်သိသွားပြီဆိုရင်ဝိပဿနာဘာဝနာကိုအထုတ်ကြတဲ့ယနေ့ဆိုရင်ရိတ်တာတည်တည်ရှိပါတယ်များပြားလာတဲ့ရိတ်တာတွေအားလုံးတို့ဒီတကယ်တမ်းကအတူတူပဲဆိုတာကိုကျွန်တော်အားလုံးယနေ့သိတာလာပါလိမ့်မယ်အဲ့ဒါကြောင့်မလို့မနေ့တော့ကကျွန်တော်တို့ရှင်းပြခဲ့တဲ့အထဲမှာတတိပဋ္ဌာန်၄ပါးသည်ရွှေတကုံကိုတက်တဲ့မုံလေးမုံနဲ့တူတယ်လို့လည်းကျွန်တော်နိုင်ရှင်းခဲ့တယ်ဒီနေ့ကြည့်ရအောင်တတိပဋ္ဌာန်နဲ့အားထုတ်ကြမဲ့ပုဂ္ဂိုလ်တို့သည်ဘယ်မုတ်ကတက်တဲ့အားလုံးတို့သည်အတူတူပဲဘယ်တတိပဋ္ဌာန်နဲ့သွားနောက်ဆုံးကြလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုမလွမ်းသွေရောက်ကြပါတယ်အဲ့ဒါလည်းပဲအားထုတ်လာတဲ့အခါမှာအားလုံးသိတာလာပါတယ်ကဲဒီလိုဆိုရင်ရွှေတကုံမုတ်ကိုတက်ကြပြီတဲ့မုတ်လေးမုတ်ကတက်ကြတယ်ဘယ်မုတ်ကတက်ပြီးမိမိနဲ့နီးတဲ့အပေါက်ကနေပြီးမုတ်ကနေမိမိတက်ကြခြင်းဖြစ်ပါတယ်အဲ့လိုတက်လာတဲ့အခါမှာအရှိဖမုံကတက်တဲ့ပုဂ္ဂိုလ်ကအရှိဖမုံမှာရှိတဲ့လက္ခဏာတွေကိုတွေ့ရပါတယ်အဲ့ဒီလက္ခဏာဆိုတဲ့အပိုင်းလေးကိုကျွန်တော်အနေနဲ့ရှင်းပြမယ်လက္ခဏာဆိုတာယနေ့လူတွေတော်တော်များပြောတယ်လက္ခဏာဆရာစီမှာသွားပြီးဗီဒီနေမေးကြတယ်လက္ခဏာဆရာကပြောတယ်မေးရဲဆိုပြီးလုပ်ကြတယ်ဒါပေမဲ့လက္ခဏာဆိုတာဘာလဲမေးလိုက်တဲ့အခါမှာပြောမတတ်တဲ့လူကများလာပါတယ်လက္ခဏာဆိုတာတကယ်တော့အမှတ်အသားကိုခေါ်ပါတယ်ကျွန်တော်တို့လက်မှာရှိတဲ့အမှတ်အသားတွေကိုလက္ခဏာဒီလိုပုံမျိုးခေါ်ပါတယ်ဒီလိုဆိုရင်အမှတ်အသားအဖြစ်တယောက်နဲ့တယောက်နဲ့မတူကြပါဘူးယနေ့ကြွလာတဲ့လူတွေအားလုံးတို့ဒီလေတူးချင်း individual characteristic ကမတူဘူးတူးနဲ့တူးနဲ့မတူတဲ့အတွက်ကြောင့်မလို့ဥအောင်စောမြင့်ဖြစ်တယ်ဥခေါ်ဦးဖြစ်တယ်ဒီလိုမျိုးလေးတွေနာမည်လေးတွေပိုင်းခြားသွားတယ်ဘာဖြစ်လို့လဲဆိုတော့တူးစီရဲ့ individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာမှာမတူကြပါဘူးဒါပေမဲ့ဘယ်မှာလာတူလဲဆိုတော့ဥခေါင်းတစ်လုံးပါပြီးလက်နှချောင်းခြေနှချောင်းနဲ့လူစကားတွေပြောနေတဲ့အတွက်ကြောင့်လူလို့ခေါ်တဲ့အချိန်မှာကြတော့အားလုံးတို့ဒီတူညီကြပါတယ်အဲ့ဒါကိုပါမညလက္ခဏာလို့ခေါ်တယ်မူလမှာတော့မတူညီတာဒီသဘာဝလက္ခဏာဖြစ်ပါတယ်အဲ့ဒီသဘာဝနဲ့သမညကိုမခွဲခြားတတ်တဲ့နဲ့တရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့အတော်ကိုအားနည်းတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ယနေ့စတဲ့မိတ်ဆက်တဲ့အခါမှာလက္ခဏာနှမျိုးကိုပိုင်းခြားသိရပါတယ်နံပါတ်1လက္ခဏာသည်သဘာဝလက္ခဏာမူပိုင်းလို့
ခေါ်ပါတယ်မူပိုင်လက္ခဏာဖြစ်တဲ့ individual characteristic မှာတူနဲ့တူနဲ့ကွာခြားကြပါတယ်သို့တော့အဲ့ဒီတူနဲ့တူတို့ဒီအလယ်မှာလာပေါင်းတဲ့ခါကျတော့လူဆိုတဲ့နေရာမှာကြတော့အလုံးတူဖြစ်ပါပြီအဲ့ဒါကိုကြတော့ပုံမှန်လို့ခေါ်ပါတယ်ဒါကိုကြတော့သာမညလက္ခဏာတဲ့ဒါကြောင့်မလို့ဗမာစကားနဲ့ပြောရင်မူပိုင်မတလုံးနဲ့ပအခရာနဲ့ပြောရင်မပပေါ့သာမညကိုရောက်သွားရင်ပုံမှန်ပမဖြစ်သွားပါတယ်မပကိုပြောင်းပြန်ပြန်ရင်ပမအဲ့လိုအတူမှတ်လိုက်ပါကဲသဘာဝလက္ခဏာကြီးမူပိုင်သာမညလက္ခဏာကြီးပုံမှန်အများဆိုင်လို့လည်းခေါ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်ရွှေတကုံတက်ပြီးအရှိဖက်မောတက်တဲ့ပုဂ္ဂိုလ်ဟာအရှိဖက်မောမှာရောက်နေတဲ့ပစ္စည်းတွေကိုတွေ့တယ်ဗျာ तू ကអော်တယ်ဗျာပန်းကလေးတွေ तू ကတွေ့ဟာပန်းကလေးတွေတွေ့ပြီဗျာអော်ပါတယ်မှန်တယ်ဗျာ तू တွေ့တာပန်းကိုတွေ့ဘာဖြစ်လို့လဲဆိုတော့အရှိဖက်မောရဲ့သဘာဝလက္ခဏာကပန်းကလေးတွေတွေ့တယ်အနောက်ဖက်မောကတက်လာတဲ့လူကြတော့ကြေးစီလေးတွေရောက်နေတာတွေ့တော့ तू ကလည်းပဲကြေးစီလို့អော်တယ်ဗျာအဲ့ဒီအရှိနဲ့အနောက်နဲ့ညင်းเสียမလို့ပါဘူးညင်းနေတယ်ဆိုတာအင်မတန်ညံနှုတ်တဲ့ပုဂ္ဂိုလ်တွေကညင်းပါတယ်ဒါကြောင့်မလို့တောင်ဝတင်းတဲ့ပုဂ္ဂိုလ်ကတော့ဆင်းထူတော်တွေကိုတွေ့မယ်မြောက်ဖက်မဝတ်တဲ့ပုဂ္ဂိုလ်ကအိုးပုတ်ချိုးရုပ်ပလုတ်တုံလေးတွေကိုတွေ့မယ်သူတွေ့တဲ့လက္ခဏာကိုသူပြောမှာပဲအဲ့ဒါတို့ဒီသဘာဝလက္ခဏာမှာမူပိုင်မှာအလုံးကွဲပြားကြပါတယ်ဟုတ်တော့လေကတဲ့ကတက်ပြီးနောက်ဆုံးရင်ပြင်တော်လဲရောက်ရောပငယ်ချင်း၄ယောက်ပြန်တွေ့တဲ့အခါမှာကြတော့အတူတူဖြစ်သွားပါပြီအဲ့ဒီချိန်ကျရင်သာမညလက္ခဏာပုံမှန်လက္ခဏာကိုရောက်ရှိကြတာကြပါတယ်ဒါကြောင့်မလို့ဒီနေ့ရိတ်တာအသီးသီးတို့တွင်အားထုတ်နေကြတဲ့ပုဂ္ဂိုလ်တို့သည်တူနဲ့တူနဲ့ညီကိုမောင်နှမတွေတူတူပဲတခီးလဲသွားတဲ့လူတွေပဲလို့ယူဆပါဒါကြောင့်မလို့ညင်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တို့သည်သဘာဝလက္ခဏာမှာသူတို့ညင်းကြလိမ့်မယ်မတူမတူတာပဲရိတ်တာတစ်ခုနဲ့တစ်ခုနဲ့ဥပမာကာယသတိပဋ္ဌာန်နဲ့အားထုတ်တဲ့ပုဂ္ဂိုလ်ကကာယသတိပဋ္ဌာန်အလိုက်ဝေဒနာစိတ်ဓမ္မမတူကြပါဘူးဒီလိုဆိုရင်ချွင်းချက်နေတဲ့ခါပြန်ကြည့်အောင်ရိတ်ပါတစ်ခုတည်းမှာပင်လျင်တယောက်နဲ့တယောက်နဲ့လက္ခဏာတို့ဒီမတူနိုင်ပါဘူးဥပမာပထဝီဓာတ်ကဖောက်ပြန်တဲ့ပုဂ္ဂိုလ်ကပထဝီဓာတ်ရဲ့လက္ခဏာတွေပေါ်ပြီးဒီလိုပဲအာပေါ်တေဇောဝါယောမတူနိုင်ပါဘူးဒီလိုပါပဲဒါကြောင့်မလို့သဘာဝမှာအလုံးကွာပြီးသာမညကြတော့အလုံးတူတယ်ဆိုတာကိုသိအောင်သာမညလက္ခဏာအထိရောက်အောင်အနည်းဆုံးအထောက်ချဖို့လိုပါတယ်ကျွန်တော်အနေနဲ့ဒီ6ရက်မြောက်နေလို့ရှိရင်သာမညလက္ခဏာကိုချစ်ချင်းရောက်အောင်ပြောပြလို့ရတယ်ပြနိုင်ပါတယ်ယောဂီပေါင်းတို့ကျွန်တော်တို့ပြောတတ်တိုင်းလုပ်ကြည့်ပါတထိုင်တည်းနဲ့ရတယ်အင်မတန်လွယ်တဲ့အင်မတန်လွယ်ကူရတဲ့နည်းကိုခက်အောင်လုပ်လိုက်တဲ့အခါမှာအင်မတန်ခက်သွားပြန်ရောကျွန်တော်တို့ကွန်ပျူတာနေတယ်လို့ကျွန်တော်လုံးဝနေမတတ်ဘူးကျွန်တော်နေတနေကုန်နေဘာမှမထွက်ဘူးနေမှမသိတာကိမရှိဘူးကိကိုသိသွားရင်ဒီလိုနေစမ်းပါဆိုလက်တစ်ချောင်းတန်းနဲ့ပြီးသွားတယ်ဒါကြောင့်မို့လို့ယောဂီပေါင်းတို့နံပါတ်6ရင်းနဲ့မြောက်ကြလို့ရှိရင်သာမညလက္ခဏာကိုဘယ်လိုကုနိုင်တယ်လဲတော့ချစ်ချင်းပြမယ်တစ်ချိန်တည်းနဲ့အင်မတန်လွယ်ကူလာပါလေကဲဒီလိုဆိုရင်လက္ခဏာနှစ်ခုကိုကျွန်တော်တို့သိထားပြီးရင်အားထုတ်ကြတော့မယ်အားထုတ်ကြမှယောဂီတယောက်ကဘယ်ရိပ်ပါကိုဝင်မနေ့တုန်းကပြခဲ့သလိုယုံနံတို့ကိုရှုတဲ့ပညာပါရမတ်နဲ့ဇယားကိုလည်းအလုံးလွယ်လွယ်လေးသိပြီဒီလိုဆိုရင်ရိပ်ပါတိုင်းမှာဘာတွေကိုပယ်ခိုင်းတယ်လဲကဲပယ်ခိုင်းတဲ့ဟာတွေကိုကျွန်တော်တို့စတင်ပြီးကြည့်ရအောင်ဘယ်ရိပ်ပါကိုဝင်မိတွေလောင်နေတယ်မနေ့ကပြောတယ်အတွင်းမှာလောင်နေတဲ့အဇ္ဇတကလောင်နေတဲ့မိကိုဘယ်လိုပယ်ရမလဲပြောပြီးမိဆိုတာဘာမှမသိကဲအထုံးနေတဲ့အချို့ပုံကိုယ်တွေရှိတယ်အချို့ရိပ်တာတွေမှာစာမလူဘူးလို့ပြောနေတဲ့ပုံကိုယ်တွေတနာစရာပဲမိဆိုတာဘာကိုခေါ်မှမသိနောက်တစ်ခါကိလေသာဆိုတာဘာလဲဆိုမသိဘူးယနေ့ဒီပြောလိုက်တာကိလေသာကိုပယ်ရမယ်ကိလေသာဆိုတာလုံကြီးလားဝိုင်းကြီးလားပြကြီးလားမသိဘာမှမသိပဲနဲ့ဘယ်လိုပယ်မှာလဲနောက်တစ်ခါတန်ရောစဉ်ဆိုတာလည်းဘာမှမသိဒီလိုမျိုးဖြစ်နေကြတာတွေ့ရှိရပါတယ်ဒါကြောင့်မလို့ယနေ့မိတ်ဆက်ပါတယ်ပထမဦးဆုံးမိ7ပါးရှိပါတယ်အဲ့ဒီမိ7ပါးကလည်းပဲလောဒမောဇာဇပဖောမဒုတောဥဆိုပြီးကျွန်တော်အတူလေးတွေထုတ်ထားပါတယ်တစ်သက်လုံးမမေ့တော့ဘူးနဘိန်းအတူလေးမှတ်ကြည့်လိုက်လောဒမောဇာဇငါလုံးပိုက်လိုက်ပြီပဖောမပထမဆိုရင်သောမဒုဒောဥဒုတိယဆိုရင်ဒောဥအဲ့ဒါကျွန်တော်ကမှတ်လို့ရအောင်စီပါတယ်ဒီလိုဆိုရင်တစ်လုံးစီရဲ့အတိတ်ပဲတွေကလည်းအတိတ်ကျရှိပါတယ်လောဆိုတာလောဖဆိုတာဒါဒီအားလုံးကလည်းကျွန်တော်တို့ဇယားတွေကိုကျွန်တော်တို့ဝေထားပြီးဖြစ်ပါတယ်ဖြစ်နိုင်ရင်တစ်ခေါက်လောက်ဖတ်ကြည့်လိုက်ရင်အတိုးကိုတတိကလာပါလိမ့်မယ်ဒီလိုဆိုရင်ဒီမိကဘယ်လိုလောင်တာလဲသူ့ဘောတရားဘယ်လိုရှိဒါကြောင့်မလို့အောက်မှာ symbol လေးနဲ့ကျွန်တော်တို့ပြထားတယ်မိဘုံအသွင်တဲ့ကာယံကလေးကအဲ့လိုစပ်ပါတယ်မိဘုံအသွင်မိဆက်သမီးတို့ဒီလောင်ကျွမ်းလိုက်တာပူလောင်လိုက်တာဆိုတဲ့အတိတ်ပဲကိုသိရောက်ပါတယ်ဒီလိုဆိုရင်ဒုတိယကြတော့ကိလေသာကိုပပစိတ်တိတ်လို့လည်းခေါ်ပါလေအင်မတန်ညစ်နွမ်းဆိုးသွမ်းလာတဲ့
စေတသိက်တွေအဲ့ဒါကိုကြတော့ညစ်ပတ်နေတယ်အထိပ္ပယ်ကအော်မတန်ကိုညစ်ပတ်ပြီးခုလူခုလူနဲ့အခမ်းရခက်တယ်ဒါကြောင့်မလို့သူ့ကိုတကြင်မချလို့ခေါ်ပါတယ်လန်စောကြီးတစ်ချောင်းနဲ့ပြထားပါတယ်မိဘုံအတွင်းတကြင်မချနောက်တစ်ခါပန်ရောစဉ်ဆိုတဲ့အတိတ်ပဲက तू ကတုံနှောင်းပြီးချီနှောင်ထားတဲ့အတိတ်ပဲကိုတက်ရောက်တယ်လောင်အိမ်ထက်မှာထက်ထားတဲ့သဘောမျိုးတက်ရောက်တယ်ဒါကြောင့်မလို့လောင်အိမ်နောင်အိမ်အလားကဲ့သို့လို့အဲ့ဒါလို့ပြောပြီးကျိုးလေးတပင်နဲ့ပြထားပါလေကျိုးနဲ့တုတ်ထားတဲ့ကဲ့သို့ပဲဒါကြောင့်မလို့ပြန်ပြီးကြည့်မယ်ဆိုရင်မိဘုံအတွင်းတကြီးမချလောင်အိမ်နောင်အိမ်အလားကဲ့သို့ဆိုတဲ့ကာယံကလေးနဲ့ပြောလို့ရပါတယ်ဒီလိုဆိုရင်မိဆက်တမီအကြံဖြစ်လောက်ပဲကျွန်တော်တို့သိရကျင်납ပါပြီအလုံးချင်းကတော့ကိုယ့်အကိုအိမ်ချလေးလာကြည့်ပါတော့နှုတ်ချင်းရရမှာလို့မဆိုလိုပါအဘောလောက်လေးသိရင်တော်ပြီမိဆိုတာအင်မတန်ပူပြင်းလာပါတယ်ဘုရားရှင်ကိုတော်မြတ်ကြီးကလိုရင်လိုသလိုမိနဲ့ပြလိုက်ကိလေသာနဲ့ပြလိုက်ပန်လို့စင်နဲ့ပြလိုက်ပြောပါတယ်တကယ်တော့အတူတူပါပဲအဲ့ဒီမိကိလေသာတို့ပါလဲမိကတော့အလုံးရှင်းပါတယ်ကိလေသာကိုကျွန်တော်အနေငယ်ပြောပြမယ်ကိလေသာဆိုတာအင်မတန်ညစ်နွားလာတဲ့ညစ်ပတ်လာတဲ့ဟာကခုလူခုလူနဲ့ဘလို့ဖြစ်ရလဲဆိုတော့ကိလေသာကို10ပါးလို့လည်းပြောတယ်အောက်က4ပါးကကြတော့အပေါ်က10ပါးကိုဒီဂရီတင်လိုက်ခြင်းဖြစ်ပါတယ်ဘယ်လိုဒီဂရီတင်လဲဆိုရင်အောက်က4ပါးတို့တွင်အောက်4ပါးမရောက်ခင်9နဲ့10ကိုကျွန်တော်အနေငယ်ပြောပြအောင်မယ်9နဲ့10ကကြတော့သူတော်ကောင်းတရားတွေမှာသူတော်ကောင်းတရား9ပါးမှာကြတော့ဟိရိဩတ္တပလို့ခေါ်ပါတယ်ဟိရိဩတ္တပဆိုတာသူတော်ကောင်းတွေကြတော့မကောင်းမှုကိုရှစ်တယ်ပြီးတော့ဩတ္တပကကြောက်တယ်ဒီနေရာမှာဟိရိနဲ့ဩတ္တပကိုတချို့ရောပြီးသုံးတတ်တယ်ဟိရိကတကယ်တော့ရှစ်တာကိုပြောပါတယ်ရှစ်တယ်ဆိုတော့ဘယ်လိုရှစ်တယ်ဆိုမင်းကလေးတွေရှစ်လို့ရှိရင်ဟိဆိုပြီးလက်အုပ်ပြီးရည်တဲ့သဘောမျိုးယူဆလိုက်ပေါ့အဲ့လိုဆိုရင်ရှစ်တယ်ဆိုတာဟိရိဩတ္တပကကြောက်တယ်သူတော်ကောင်းကတော့မကောင်းမှုတွေကိုရှစ်လဲရှစ်တယ်ကြောက်လဲကြောက်တယ်ဒါပေမဲ့ကိလေသာမှာကြတော့မရှစ်တော့ဘူးမကြောက်တော့ဘူးဘာကိုမရှစ်မကြောက်လဲဆိုတော့မကောင်းမှုလုပ်ရပါမရှစ်တာမကြောက်တာအာဟိရိကနဲ့အနုတ္တပဖြစ်ပါတယ်ဒီအောက်က၄ချက်ကကြတော့အိတ်တာနဲ့မစ္စရိယမနေ့ကဆွေးနွေးခဲ့ပါတယ်အိတ်တာနဲ့မစ္စရိယတို့ဒီတက်ပွဲတွေဖြစ်နေတယ်လို့ပြောတာလေအိတ်တာနဲ့မစ္စရိယရဲ့ကုတ်ကုတ်ဆရဲ့ဒီ၃မျိုးတို့ဒီဘာနဲ့ပေါင်းလဲဆိုရင်ဒေါသစေတသိက်မှာပေါင်းပါတယ်ဒီလိုပဲမိတ္တဒီဘာနဲ့ပေါင်းလဲဆိုရင်ထိဏနဲ့ပေါင်းတယ်စိတ်စေတသိက်လေးလံထိုင်းတိုင်းတာဖြစ်ပါတယ်ဒီလိုဆိုရင်ကိလေသာကိုအကျဉ်း10ပါးအကျဉ်းချင်းရင်14ပါးလို့လည်းဆိုပါတယ်အင်တန်ခုလူခုလူနဲ့နေရခက်လာတော့ကိလေသာ10ပါး14ပါးဖြစ်ပါတယ်ဒီလိုဆိုရင်တန်ရောစင်ကြတော့နှုတ်ချစ်ချရအောင်မိနဲ့ကိလေသာကိုနှုတ်ချစ်မချစ်ရင်ဒီပါစေတန်ရောစင်10ပါးကတော့အင်တန်အရေးကြီးလာတာတန်ရောစင်ကိုနောက်တစ်ခါဘယ်လိုပြောလဲဆိုတော့တန်ရောစင်ကျိုး10မျိုးခိုင်ခိုင်တုတ်ထားချုပ်ထားလုံအားမနိုင်တဲ့ကျွန်တော်တို့ဘလောက်ပဲအင်အားကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေကျိုးနဲ့တုတ်ထားရင်မိမိရဲ့စွမ်းအင်တွေမိမိရဲ့ခေါ်အားတွေပါဖြစ်သွားပြီတဲ့ဘာမှလုပ်လို့မရတော့ဘာကြောင့်လဲတန်ရုံးစင်ကျိုးဆက်ပါကြအောင်ယနေ့ယောဂီများအားလုံးတန်ရုံးစင်ကျိုးမရှိဘူးလားလို့ကြည့်လိုက်ရင်အားလုံးကိုယ်မှာရှိနေတာတွေ့ရလိမ့်မယ်ဓမ္မဆိုတာနေ့စဉ်တူကကိုလုံနေတဲ့အလုပ်တွေပါပဲကဲဒီတန်ရုံးစင်10ပါးကိုကြည့်အောင်တန်ရုံးစင်10ပါးကလည်းကျွန်တော်အပိုင်း3ပိုင်းခွဲပြတယ်ဘာကြောင့်ခွဲပြလဲဆိုပြီးလို့ရှိရင်ရုပ်ပြုမြင်လာလိမ့်မယ်အောက်အပိုင်းကကြတော့3ပါးဖြစ်ပါတယ်အဲ့ဒီ3ပါးဒီအောက်ဆုံးကနေစပြီးတော့ရေတွက်တဲ့အခါမှာမိစ္ဆာဒိဋ္ဌိကိုရည်ညွှန်းပါတယ်ဒိဋ္ဌိဆိုတာမိစ္ဆာဒိဋ္ဌိပြီးရင်ဝိသိကိစ္စပြီးတော့သီလပရပရမာသဒီ3လုံးရဲ့အဓိပ္ပာယ်ကလည်းကျွန်တော်တို့ဖတ်ပြထားပါတယ်ဒီနေရာမှာတစ်ခေါက်ပြန်ပြောရရင်မိစ္ဆာဒိဋ္ဌိဆိုတာအယူမှားအမှတ်မှားတာကိုခေါ်ပါတယ်ဒုတိယကဝိသိကိစ္စဆိုတာယုံမှားတန်တရားဖြစ်တာဖြစ်ပါတယ်ဘုရားတရားတန်ခါတို့ပေါ်မှာယုံမှားတန်တရားဖြစ်နေတယ်တွေးဝေနေတယ်မဝေခွဲမပိုင်းခြားတတ်ဘူးအဲ့ဒါဒီဝိသိကိစ္စဖြစ်ပါတယ် doubt ကိုပြောခြင်းဖြစ်ပါတယ်နောက်ကသီလပရပရမာသဆိုတာအချစ်ပေါ်တွေမာယွင်သောသုံးသပ်ခြင်းကိုပြောပါတယ်ခွေးချစ်တွေနွားအချစ်တွေချစ်တယ်လို့အချစ်တစ်ခုမာယွင်တဲ့အချစ်တစ်ခုပေါ်မှာဆွဲပြီးတော့ချစ်တဲ့ပုဂ္ဂိုလ်တို့သည်သီလပရပရမာသဖြစ်ပါတယ်ဒီ၃မျိုးသည်တန်ရုံးစင်၃ပါးအောက်တန်ရုံးစင်အုပ်စုလို့ခေါ်ပါတယ်နံပါတ်1အုပ်စုပြီးသွားပြီနံပါတ်2အုပ်စုကြတော့ကာမရာဂကာမဂုဏ်အာယုန်တွေမှာတတ်မဲ့တွေ့တာနေတာတွေဟာနံပါတ်1ကာမရာဂဖြစ်တယ်နံပါတ်2ကကြတော့ဗျာပါဒစိတ်ဆိုးတာစိတ်ပြစ်တာဖြစ်ပါတယ်ပဋိက္ခလို့လည်းခေါ်ပါတယ်ဒီနှစ်ခုတည်ဒုတိယအုပ်စုတစ်စုအနေနဲ့ထားပါတယ်အပေါ်မှာကြံတဲ့5မျိုးတည်ရူပရာဂအရူပရာဂနဲ့မာနရဲ့ဥဒိစ္စရဲ့အဝိဇ္ဇာတန်ရုံးစဉ်ဆိုတဲ့5မျိုးတို့တည်အပေါ်အုပ်စုတစ်စုဖြစ်ပါတယ်ဒီလိုဆိုရင်အုပ်စုနဲ့ဖွဲ့လို့ရှိရင်3စုရပါတယ်ဘာကြောင့်ဒီအုပ်စု3စုပိုင်းလိုက်တယ်လဲဒီကျိုးမျိုးအုပ်စု3စုကြောင့်မို့လို့ဒီဘက်ကျမ်းမှာရှိတဲ့အရိယာပုဂ္ဂိုလ်ဖြစ်ပုံနဲ့နိုင်ရှင်ပြလို့ရပါတယ်ကဲဒီလိုဆိုရင်အရိယာပုဂ္ဂိုလ်ဖြစ်ပုံကိုကျွန်တော်တို့ကြည့်ရအောင်
တရားအထုတ်တဲ့ပုဂ္ဂိုလ်တို့ဒီဘာကြောင့်အထုတ်နေတယ်လဲမင်းရင်နိဗ္ဗာန်ရောက်ကြောင်းလို့ပြောတယ်နိဗ္ဗာန်ကိုရောက်တဲ့နေရာမှာလဲသူ့အစနဲ့သူသွားပါတယ်ကဲနိဗ္ဗာန်ရောက်ကြောင်းဆိုတာကျွန်တော်တို့အားလုံးတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကြီးဒီနိဗ္ဗာန်ဆိုတဲ့ရည်မှန်းချက်ကိုသွားဖို့အတွက်လမ်းကကြတော့မေခင်ရှစ်ပါးသောလမ်းမေဃသစ္စာနဲ့သွားကြပါတယ်မေခင်ရှစ်ပါးသောလမ်းကတကယ်ပြောရင်မဟာပฏิပဋ္ဌာန်ပါပဲကဲဒီလိုဆိုရင်လမ်းကလည်းမေခင်ရှစ်ပါးသောလမ်းမဟာပฏิပဋ္ဌာန်နဲ့သွားပြီတတိယက physical and mental power လို့ခေါ်တော့တဲ့ကျွန်တော်တို့ကလေးတွေကြတော့ရုပ်ကျမ်းမှာစိတ်ချမ်းသာလူကြီးတွေကြတော့ပရိယတ်တိနဲ့ပฏิပံနှစ်မျိုးကိုတွဲပြီးသွားရပါတယ်စာအတိနဲ့จิตတိလို့ဆိုပါတယ်အဲ့ဒီလိုအတိနှစ်မျိုးနဲ့သွားပြီးနံပါတ်၄ဖြစ်တယ် you should do immediately ဆိုတာအခုတိအခုချက်ချင်းလုပ်ရင်ဘဝမှာအောင်မြင်တယ်လို့ပြောသလိုပဲယခုပေါင်းနိုင်ကြီးဖြစ်တဲ့နိဗ္ဗာန်ကိုသွားဖို့အတွက်လည်းအဲ့ဒီအချက်လက်တွေလိုအပ်လာပါတယ်ဒီလိုဆိုရင်နိဗ္ဗာန်ကိုသွားဖို့ဆိုတော့လူတွေကမေးတယ်ဗျာနိဗ္ဗာန်အဆက်ဆိုပြောပြီးခုအရိယာပုဂ္ဂိုလ်၄မျိုး၄ဆက်သွားကြတယ်အဲ့ဒီအဆက်ကိုဒါလည်းမင်းလေးပါဖို့လေးပါမြတ်နိဗ္ဗာန်လို့လောကုတ္တရာကိုပါဆိုတာလူတိုင်းပြောကြတယ်ကဲဒီလိုဆိုရင်ဒီလေးပါကိုကြည့်ရအောင်အရိယာပုဂ္ဂိုလ်၄မျိုးဘယ်လိုကွာသွားသလဲသူ့အစနဲ့သူဘယ်လိုကွာလဲကြည့်မယ်ဆိုရင်ပထမဦးဆုံးတရားအထုတ်မဲ့ပုဂ္ဂိုလ်တယောက်ဒီဒိဋ္ဌိဖြုတ်လို့ရိတ်တာတိုင်းမှာပြောပါတယ်ဘာဖြစ်လို့ဒိဋ္ဌိကိုဖြုတ်ခိုင်းလဲခုနကပန်ရောစင်ထဲမှာအောက်ဆုံးမှာပါနေတဲ့မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်ဒီလိုဆိုရင်နှမျိုးကိုအများအပြားမိမောင်းထိုးတာကအဝိဇ္ဇာနဲ့တဏှာလို့နေရာတိုင်းမှာအဲ့လိုပြောပါတယ်အဝိဇ္ဇာပြီးတော့တဏှာဒီလိုဆိုရင်အဝိဇ္ဇာကိုဖြုတ်ဖို့အတွက်ဒိဋ္ဌိတွေကိုဖြုတ်ဆိုတော့ဒိဋ္ဌိဘယ်နှပါးရှိလဲဆိုတော့စာနယ်ကပြောရင်ဒိဋ္ဌိပေါင်း62ပါးသောဒိဋ္ဌိရှိပါတယ်အဲ့ဒါတွေလိုက်ယွံ့နေလို့ရှိရင်ဒီနေ့ခေါင်းကိုမူးပြီးပြန်သွားနိုင်မယ်ချက်ချင်းပြီးတော့62ပါးသိဖို့ပြောခြင်းမဟုတ်ပါဘူးမသိလဲကိစ္စမရှိဘူးအနည်းဆုံး3လုံးသိတော်ပြီအဲ့ဒီ3လုံးကသတ္တတဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိဒီတစ်ခုကတွဲသတ္တတဒိဋ္ဌိကအပြစ်ကိုမြင်ပြီးပြီးရင်ဥစ္စေတကအဖြစ်ကိုမြင်ပြီးဖြစ်ကိုမြင်နိုင်တဲ့ဉာဏ်အဲ့ဒါဒီသတ္တတနဲ့ဥစ္စေတပဲနောက်တစ်လုံးကကြတော့သက်ကာယသိအရေးကြီးတာပဲဘာဖြစ်လို့လဲဆိုတော့သက်ဆိုတာကအထင်အရှားရှိတာကာယကအပေါင်းစုကိုခေါ်တယ်အထင်ရှားရှိတဲ့အပေါင်းစုဖြစ်တဲ့သက်ကာယကိုဖြုတ်ရမယ်တဲ့အာထုတ်တဲ့ပုဂ္ဂိုလ်တို့ဒီသက်ကာယကိုဖြုတ်လို့ပြောတယ်သက်ကာယဆိုတာဘာမှမသိသက်ကာယဆိုတာထွက်ဇန်းလို့လိုက်ထုတ်ရမလားဘလို့ဖြုတ်ရမလားမသိဒီလိုဖြစ်နေပါတယ်ဒါကြောင့်မလို့သက်ကာယနဲ့ပတ်သက်ပြီးကာယလေးစတ်ထားတယ်သက်ကာယလျင်သူငါထင်ခေါ်တွင်ဒိဋ္ဌိပါသက်ကာယကိုသူ့လို့ငါလို့တိုက်ရင်တော့အဲ့ဒါဒိဋ္ဌိပဲနောက်တစ်ခါသက်ကာယပင်အတ္တထင်ယူလျင်ဒိဋ္ဌိပါအတ္တလို့ထင်တယ်ရောလဲဒိဋ္ဌိဒီလိုဆိုရင်ဝိပဿနာရှုလို့ရှိရင်ဘာကိုရှုရပါလဲဝိပဿနာရှုစရာမှတ်ပါသက်ကာယဝိပဿနာရှုတဲ့ပုဂ္ဂိုလ်အားလုံးကဘယ်မှာမှတ်ရတာလဲသက်ကာယကမှမှတ်ရတယ်အရှုခံပဲသူကဒါကြောင့်မလို့သက်ကာယပွားစားလိုက်ထုတ်လို့ရတာမဟုတ်ဘူးအရှုခံသက်ကာယကိုရှုရတယ်သက်ကာယတွင်ရှုသောအခါထင်လာလက္ခဏာသက်ကာယမှာရှုတော့မှဘာတွေပေါ်လာတယ်လက္ခဏာတွေပေါ်လာတယ်ကဲခုနကမိတ်ဆက်ထားပြီလက္ခဏာသက်ကာယမှာရှုလို့လက္ခဏာပေါ်လာတယ်လက္ခဏာဘယ်နှပါးရှိလဲဆိုတော့ယနေ့ကျွန်တော်တို့ပြောနေတာရပ်ွက်ထားမှာပြောတာ3မျိုးကိုပြောကြတယ်အနိစ္စဒုက္ခအနတ္တဆိုပြီးတော့တကယ်တမ်းကအတုဘကိုကြံခဲ့တယ်ဘာဖြစ်လို့ကြံခဲ့လဲဆိုကျွန်တော်လည်းလေ့လာတော့ကြောက်လို့တဲ့အတုဘမပြောကောင်းဘူးတဲ့ရပ်ွက်ထားမှာအတုဘဆိုတာပြောလိုက်တာလေလူသေးကောင်းကြီးဘိုးမြင်နေရတယ်အတုဘဟာအတိတ်ပဲမသိလို့လူသေးကောင်းတစ်ခုတည်းကိုအတုဘခေါ်တာမဟုတ်ပါဘူးကဲဒီလိုဆိုရင်ကျွန်တော်လက္ခဏာဟာ၄ပါးရှိပါတယ်အဲ့ဒီလက္ခဏာ၄ပါးကိုကျွန်တော်လည်းဘေးမှာစီထားပါလက္ခဏာ၄ပါးဆိုခေါင်းစဉ်တက်ပြီးစီလိုက်တဲ့အခါမှာအပေါ်ကအသုံးလုံးခုကနေသင်္นานနေပြနေတဲ့အသုံးလုံးအောက်ဆုံးကဒုက္ခအဲ့လိုကြည့်လိုက်ရအောင်နော်အောက်ဆုံးကဒုက္ခအပေါ်ကအတုပရဲ့အနတ္တရဲ့အနိစ္စရဲ့ဒါဒီလက္ခဏာ၄ပါးဖြစ်ပါလေဟောဒီလက္ခဏာ၄ပါးကိုဘာတွေကဖုံးထားတဲ့တရားကလည်း၄ပါးအောက်ဆုံးကကြတော့ဣရိယာပဋ္ဌာနဲ့သုဘရဲ့ခဏရဲ့တန်တတိရဲ့ဒီလေးမျိုးကဖုံးထားတဲ့တရားတွေဖြစ်တယ်ဟောဒီလက္ခဏာကိုဟောဒီတရားတွေကဖုံးလို့ဘာတွေဖြစ်ပေါ်ဒီလေးချမ်းကဖြစ်ပေါ်လာပြီးဒေါသလောဘမောဟမာနဒီလေးမျိုးပဲအပယ်လေးပါရောက်တာလည်းဒီလေးမျိုးပဲဖုံးထားတဲ့တရားတွေတွေ့ပြီးဖြစ်ပေါ်လာပြီးဟောဒီလိုဖြစ်ပေါ်ပြီးတဲ့အခါမှာရှုမှတ်တတ်လို့မှန်ကန်သွားရင်လက္ခဏာအကြောင်းအကုန်သိသွားပြီဆိုရင်ဒီဘက်ကပညာလေးမျိုးသူ့အစီအပြီးပညာတွေကိုပယ်တော့တာပဲဟောဒီအစီအပြီးပညာတွေကိုပယ်ပြီးအောက်ဆုံးကပုဂ္ဂလနဲ့နာမပြီးတော့
တန်ဌာနပြီးတော့ဂဏပြီးတော့တန်တတိလို့ခေါ်ပါတယ်ဒီလေးမျိုးပညာတွေကိုသူ့အစနဲ့သူပယ်လိုက်တဲ့အခါမှာဒီပညာမှာအရိယာပုဂ္ဂိုလ်တွေဖြစ်လာတော့တာပါပဲအောက်ဆုံးဖြစ်တဲ့ပထမမင်းကိုကြားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်ဒုတိယကသဂရဂံတတိယမင်းကအနာဂံစတုထမင်းကယဟန္တာအာရတမင်းလို့ခေါ်ပါတယ်ဒီလိုဆိုရင်ဒီဇယကိုကြည့်ချင်းအဖြစ်ပထမဦးဆုံးသောအောက်ဆုံးတစ်ကြောင်းကိုစကြည့်ရအောင်အောက်ဆုံးတစ်ကြောင်းမှာကြည့်မယ်ဒုက္ခတဲ့ကျွန်တော်တို့လက္ခဏာအဖြစ်ကြည့်ဒုက္ခဟောဒီဒုက္ခလက္ခဏာကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာကျွန်တော်တို့ဒုက္ခမြောက်သွားသစ္စာမြောက်သွားဒုက္ခကိုကျွန်တော်ဖွင့်ခဲ့ပါတယ်အဲ့ဒီဒုက္ခကဒုက္ခအကြောင်းပြောရင်အများကြီးဒုက္ခသင်္ခါရဒုက္ခဝိပိနာမဒုက္ခတွေအများကြီးအဲ့ဒီတလုံးသေးတော်ပြီလို့ကျွန်တော်ပြောခဲ့အဲ့ဒီဒုက္ခကဘာလဲဆိုပထမရက်ကဆွေးနွေးခဲ့ပါတယ်သင်္ခါရနေတဲ့မှာဖြစ်ပေါ်ခြင်းချုပ်ပြောက်ခြင်းတို့သည်အစင်ထာဝရနှိမ့်ဆက်နေတာကို30ပုံသားအလုံးခံနေရပါတယ်အဲ့ဒီလိုနှိမ့်ဆက်တာခံတဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာတော့အကျိုးတရားအဲ့ဒါကိုဆင်းရဲခြင်းလို့အလွယ်ပြောလိုက်ပါတယ်30ပုံသားအလုံးတို့ဒီဒုက္ခသက်ဆိုင်တဲ့ထဲမှာရှိတယ်ဒုက္ခကအမြဲတမ်းခံနေရတယ်ဒါကြောင့်မလို့ဟောဒီဒုက္ခကိုမပေါ်အောင်ဘသူကဖုံးထားလဲဖုံးထားတဲ့တရားကိုကြည့်လိုက်တဲ့အခါမှာဣရိယာပဋ္ဌလို့ခေါ်ပါတယ်ဣရိယာပဋ္ဌဆိုတဲ့အဓိပ္ပာယ်ကဣရိယာပုတ်၄မျိုးဆိုတာအလုံးသိကြတယ်သွားရထိုင်လျောင်းဆိုအဲ့ဒီဣရိယာပဋ္ဌကနေဖုံးထားတဲ့အတွက်ကြောင့်ဒုက္ခလက္ခဏာကမပေါ်တော့ဘူးကဲဥပမာကြည့်ရအောင်ကျွန်တော်တို့ထိုင်နေတဲ့ပုဂ္ဂိုလ်တယောက်ကြာထိုင်လာတဲ့အခါမှာညောင်းလာတယ်ကျိန်းလာတယ်တင်မတွေငိမ့်လာတယ်ခါတွေညောင်းလာတယ်အဲ့ဒီအချိန်မှာဘာလုပ်လိုက်လဲထိုင်ရာကနေပြီးထားလိုက်တယ်ထားရာကနေပြီးရောညောင်းရင်ထိုင်လိုက်တယ်အိတ်လိုက်တယ်သွားလိုက်တယ်ဒီလိုနဲ့ဣရိယာပုဂ္ဂိုလ်ပြောင်းနေတဲ့အခါမှာဒုက္ခလက္ခဏာအကြောင်းကိုဘယ်သူမှမသိတော့ဘူးဒုက္ခရှိမှန်းတော့သိတော့ဘူးဘာဖြစ်လို့လဲ automatic ပြင်ပြီးသားဖြစ်ငယ်လေးနဲ့အပြေးနေတာဒီလိုထိုင်လို့ညောင်းရင်ဒီလိုလန့်လိုက်တယ်ကြိုက်တယ်လို့ဒီလိုပြောင်းနေတာနဲ့ဣရိယာပုပြောင်းပြီဆိုတာလေဒုက္ခမြင်သေးလားမမြင်တော့ဘူးဒါကြောင့်မလို့တရားအားထုတ်တဲ့ပုဂ္ဂိုလ်တို့ဒီဣရိယာပုဂ္ဂိုလ်မပြင်ဘဲနဲ့ဒုက္ခလက္ခဏာအကြောင်းကိုကြည်ရတော့တယ်အဲ့ဒီနေရာမှာချွင်းချင်းနေနေအများကြီးငင်းစရာတွေမေးစရာတွေအများကြီးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်နောက်ဆုံးလေးကြရှင်းပြဘာဖြစ်လို့မပြင်ရတယ်လဲပြင်ရတဲ့အကြောင်းတွေရှိပါတယ်ဒီလိုဆိုရင်ဒုက္ခလက္ခဏာကိုတကယ်သိချင်ရင်ဣရိယာပုဂ္ဂိုလ်ကဖုံးထားမှန်းသိပြီးတော့မပြင်ဘဲနဲ့သူ့အကြောင်းကိုကိုကနေပြီးကြည့်လိုက်တဲ့အခါမှာဒုက္ခလက္ခဏာကိုမသိခင်အဲ့ဒီဣရိယာပုဂ္ဂိုလ်ကဖုံးထားသမျှဘာတွေဖြစ်ပေါ်လဲသူကြည့်လိုက်ရင်ဒေါသတွေဖြစ်ပေါ်တယ်ဖြစ်ပေါ်လာတဲ့ဒုက္ခအပေါ်မှာဘယ်သူမှမလိုချင်ဘူးမလိုချင်တော့မှဖြစ်တယ်မိမိရဲ့စိတ်တိုင်းမကြရတာမလို့လိုတာများနဲ့တခါတည်းကိုစိတ်ကမကြည်မနှံ့နဲ့ဖြစ်ပြီးဒေါသတွေဖြစ်ပေါ်ကြပါတယ်ဒါကြောင့်မို့လို့ဖြစ်ပေါ်တဲ့တရားကိုကြည့်လိုက်ရင်ဒေါသအဲ့လိုနဲ့ပဲအေးအပုဂ္ဂိုလ်မပြင်ဘဲနဲ့ရှုမှတ်လိုက်တဲ့အခါမှာခန္ဓာဖြစ်စဉ်ယုံ nant တို့ရဲ့အရှိတရားမှန်တရားကိုရှုမှတ်တတ်သွားတဲ့ပုဂ္ဂိုလ်တရားပါမကြာမီမှာဘာဖြစ်သွားလဲဆိုဒုက္ခလက္ခဏာအကြောင်းကိုကုံစင်အောင်သိသွားပြီအဲ့ဒီလိုသိသွားတဲ့အခါမှာဒါရှုွက်တွေကတော့နံပါတ်6ရေးမြောက်မြောက်ဆွေးနွေးမယ်အဲ့ဒီလိုသိသွားတဲ့အခါမှာဒီဒုက္ခလက္ခဏာတို့ဒီငါမဟုတ်ပါသူမဟုတ်ပါအဲ့လိုတွေ့လာပြီးသူ့အလုပ်ကိုသူလုပ်နေတဲ့သဘောတရားတွေသိလာတဲ့အခါမှာသဘောဆိုတာစိုက်သွားတယ်သဘောဟုတ်မှလောကဆိုတာလောကဥတ္တရာလောကကနေလွတ်မြောက်သွားတဲ့သဘောဆိုတာစိုက်သွားတဲ့အခါမှာသဘောဆိုတဲ့သဘောတရားဆိုတာကံတွယ်ပြလို့မရအောင်ကံတွယ်ပြလို့မရတဲ့သဘောတရားပြီးတော့ပုံသဏ္ဍာန်အယောင်ဆင်းမရှိဇီဝတ္တဝါမရှိနေရာညွန်ပြเสียလဲမရှိဘူးဆိုတဲ့ပရမတ္ထသဘောကိုစိုက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဒီကံတွယ်ပြလို့မရတဲ့သဘောတရားမှာငါဆိုတာလက်ရှာရင်ရှာလို့မတွေ့တော့ဘူးငါလည်းမဟုတ်သူလည်းမဟုတ်ယောက်ျားမိန်းမလည်းမဟုတ်ဘူးဆိုတာ ਨੇ ပုဂ္ဂလပညာပါဖြစ်သွားပြီပယ်သွားပြီဒီလိုပဲငါမဟုတ်သူမဟုတ်ယောက်ျားမဟုတ်ဖြစ်ဘူးဆိုတာ ਨੇ နာမပညာလို့ပြောတဲ့နာမည်တက်နေတာတွေလည်းပယ်သပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့ပုဂ္ဂလပညာနဲ့နာမပညာကိုပယ်လိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီလိုပုဂ္ဂလပညာနဲ့နာမပညာကိုပယ်လိုက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတန်ရောစဉ်နဲ့ကြည့်လို့ရှိရင်အောက်တန်ရောစဉ်၃ပါးဖြစ်တဲ့မိစ္ဆာဒိဋ္ဌိဝိသိကိစ္စသီလပရပရမတ္တ၃မျိုးတို့ဒီလည်းပယ်သပြီးသားဖြစ်သွားပါတယ်ဒီနေရာလေးမှာအထူးရေးကြီးတာတွေထပ်ပြောပြပါမယ်ပထမအနေနဲ့ဒုက္ခလက္ခဏာမမြင်သေးခင်မှာတော့ဒေါသတွေပောက်ကွဲတယ်ပေါ်ပေါက်တယ်အဲ့ဒီမှာဒုက္ခလက္ခဏာအကြောင်းကုံစိန်အောင်သိသွားတဲ့ပုဂ္ဂိုလ်တယောက်ဒီသဘောဆိုတာစိုက်သွားလို့ပါလိမ့်မယ်ဟောဒီလိုသဘောဆိုတာတိုင်တွယ်ပြလို့မရပုံသဏ္ဍာန်အယောင်ဆင်းမရှိဇီဝတ္တဝါမရှိနေရာညွန်ပြเสียလည်းမရှိတဲ့သဘောလေးကိုစိုက်သွားတဲ့ပုဂ္ဂိုလ်တို့ဒီပုဂ္ဂလပညာနဲ့နာမပညာကိုပယ်ပြီးပုဂ္ဂလပညာနဲ့နာမပညာကိုပယ်ပြီးဆိုတဲ့ကအောက်တန်ရောစဉ်၃ပါးဖြစ်တဲ့မိစ္ဆာဒိဋ္ဌိဝိသိကိစ္စသီလပရပရမတ္တ၃မျိုးလုံးတွဲတဲ့ပယ်တယ်တစ်ခုစီပယ်တယ်လို့တချို့ကပြောမဟုတ်ဘူးဗျာ
ရှုမှတ်တဲ့ပုဂ္ဂိုလ်များသိလိမ့်မယ်သောတာပတိမကြားတဲ့ပုဂ္ဂိုလ်ကသိတယ်ပယ်ရင်ကတွဲလုံးပဲထွက်သွားတာအဲ့ဒီ၃မျိုးကိုပယ်လိုက်မှပါလေရင်အရိယာနွယ်ဝိရိယပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်ပါတယ်အောက်ပန်ရောစဉ်၃ပါးကိုမပယ်သေးသောပုဂ္ဂိုလ်ကိုပုထုဇဉ်လို့ခေါ်ပါတယ်အောက်ပန်ရောစဉ်၃မျိုးကိုပယ်လိုက်ပြီဆိုတာနဲ့အဲ့ဒီပုဂ္ဂိုလ်ဒီသောတာပန်လို့ခေါ်ပါတယ်ဒါကြောင့်မလို့ဒီဘက်မှာအရိယာပုဂ္ဂိုလ်ဖြစ်သွားတာကိုကြည့်ရင်သောတာပန်ဆိုတဲ့အဓိပ္ပာယ်ကပုဂ္ဂလပညာနဲ့နာမပညာကိုပယ်ပြီးတစ်ဖက်မှာကပန်ရောစဉ်၃ပါးကိုပယ်သွားလိုက်ပြီဆိုရင်သူဒီသောတာပန်ဖြစ်သွားပါပြီဒါနံပါတ်1အောက်ဆုံးကပထမမိကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီလိုဆိုရင်ဒုတိယမိလည်းဒီသဘောတိုင်းပါပဲဒုတိယမိကိုတည့်တဲ့ပုဂ္ဂိုလ်ကြတော့ရှုခွင့်မတူတော့ဘူးအောက်ရှုခွင့်ကိုရှုတဲ့ပုဂ္ဂိုလ်ကဒိဋ္ဌိဖြုတ်သောရှုခွင့်လို့ခေါ်ပါတယ်အပေါ်ကိုတက်တဲ့ပုဂ္ဂိုလ်ကြတော့တဏှာကိုခေါင်းပါစေသောရှုခွင့်လို့ခေါ်ပါတယ်အောက်ရှုခွင့်မှာကြတော့တဏှာနဲ့ပတ်သက်ပြီးတော့လုံးဝမဆိုင်သေးဘူးအောက်ရှုခွင့်ဒီအယူမအမှန်မှဒိဋ္ဌိကိုသာဖြုတ်ခြင်းဖြစ်တယ်ဒုတိယမိတ်ကိုတက်မှတ်ပါလေရင်တဏှာနဲ့ပတ်သက်တာကိုခေါင်းပါစေပါတယ်ကဲဒုတိယမိတ်ကိုကြည့်ရအောင်ဒုတိယမိတ်ကိုကြည့်ရင်လက္ခဏာအဖြစ်ကြည့်ရင်အတုဘဆိုတဲ့လက္ခဏာဖြစ်ပါတယ်အတုဘဆိုတဲ့နေရာမှာသုဘရဲ့အဓိပ္ပာယ်ကိုသိဖို့လိုပါတယ်သုဘဆိုတဲ့အဓိပ္ပာယ်ကတက်တယ်လူချင်းစရာတမစ်စရာလို့ထင်နေတာကိုသုဘလို့ခေါ်ပါတယ်အဲ့ဒီနေရာမှာတလုံးပေါင်းလိုက်တဲ့အခါမှာစัจကျင်ဖြစ်သွားတယ်မတက်တယ်လားလူချင်းစရာတမစ်စရာမဟုတ်ဘူးဆိုတဲ့အတုဘဆိုတဲ့လက္ခဏာကိုဘာကဖုံးထားလဲလို့ကြည့်ရင်သုဘဆိုတဲ့လူချင်းစရာတမစ်စရာတွေကဖုံးထားပါတယ်အဲ့ဒါကြောင့်မလို့ဘာတွေဖြစ်ပေါ်တယ်လဲလို့ကြည့်လိုက်ရင်လောဘတွေဖြစ်ပေါ်လာတယ်ကဲဒီလိုဆိုရင်ယောဂီတို့ရေသုဘနဲ့အတုဘကိုနည်းနည်းလေးကျွန်တော်တို့ပြန်ခွဲခြားကြည့်ရအောင်အတုဘဆိုတာလူသေးကောင်းကြီးပဲလို့မျက်စိထက်မှမြင်ကြတယ်တကယ်တမ်းဒီလိုမဟုတ်ပါဘူးသုဘဆိုတဲ့တက်တယ်ဆိုတာငါစကြည့်ရင်ပကံလေးတစ်လုံးခွက်လေးတစ်လုံးကလှလိုက်တာအဲ့ဒါကိုဘာလို့ခေါ်လဲသုဘလို့ခေါ်ပါတယ်အဲ့ဒီပကံလေးတစ်လုံးခွက်လေးတစ်လုံးကိုပြစ်ခွန်းလိုက်လို့ကြည်မွသွားတဲ့ပလင်းခွဲတွေဖြစ်သွားရင်အတုပဖြစ်သွားပြီမတက်တယ်ဘူးလို့ခေါ်ပါတယ်ခွက်ကလေးစီလည်းအတုပပဲလူစိကောင်မဟုတ်ပါဘူးဒီလိုပဲလူလဲတယ်အတုပပါလူဒီဘလောက်အတုပဖြစ်တယ်လဲဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ပြန်ကြည့်ကြည့်ပါယနေ့အသက်ရှင်လျက်ရှိတဲ့ပုဂ္ဂိုလ်များအားလုံးဒီလေအတုပလို့ပြောရင်သူကနာတယ်မနာပါနဲ့တကယ်အတုပရှင်အတုပလို့ခေါ်တယ်အသက်ရှင်လျက်မှာအတုပကြည့်လိုက်ပါအောင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဆရာဝေါ်လေးဆိုပူသိတယ်30ကောထာပါအပေါင်းစုနေနဲ့ဖွဲ့စည်းထားတယ်မျက်စိနဲ့မြင်နေရတဲ့၅မျိုးသောကောထာတာကိုကြည့်ကြည့်ပါသပင်းလေးကျွန်တော်မှတော့မရှိဘူးပြီးတော့မွေးညင်းနေအကလို့ရှိပါတယ်ပြီးတော့ခြေသက်လက်သေးတွေသွားတွေအရီပါအဲ့ဒီ၅မျိုးသောကောထာတာမျက်စိရှိမှမြင်နေရကျွန်တော်တို့လူချင်းစရာတမစ်စရာကြီးထင်နေတယ်ဘာဖြစ်လို့ထင်တာလဲပြုတ်ပြင်ပေးထားတာကိုစပင်ကိုလည်းပဲအမြဲတမ်းလျှော်ပေးတယ်ရီမွေးတွေလိမ့်ဘာလင်းညာတွေလိမ့်အဲ့ဒါအမလေးပဒုံရောင်ကေသာလှလိုက်တာပြောကြတယ်တကယ်တော့မပြုတ်ပြင်နဲ့ထားချစ်ကြည့်ပါလားရေမချိုးကန်းနဲ့9လမဟုတ်ပါဘူး9လလောက်နေနိုင်ကိုနန်လိမ့်မယ်ထင်ပါတယ်ဒီလိုပါပဲအမွေးတွေလည်းအလုံးတွေလည်းပဲမဆေးပဲထားချစ်ကြည့်ပါလားခြေသက်လက်သက်လည်းဒီလိုပေါ့အကြီးတွေနဲ့ပေတာပဲ3-4ရက်လောက်မှမဆေးပဲနေကြည့်ဒီလိုပဲသွားမတိုက်ပဲနေကြည့်2ရက်လောက်မလည်းမခံဘူးအရေပါလည်းရှိရေမချိုးကန်းနဲ့2ရက်လောက်နေကြည့်ပါလားဘယ်သူမှမကတ်နိုင်တော့ဘူးဒီလိုဆိုရင်ကျွန်တော်တို့အသက်ရှင်လေးမှာကို9မျိုးသောကောထာတာကောင်းတာဘာပါလဲတခုမှမပါဘူးကဲအပြင်မှာလာမလားကြည့်ဒွန်ရောကိုပေါက်ကထွက်သမျှအပေါက်ကထွက်တာလေဘာတွေထွက်တယ်လဲဒီမှာရောရှာစရာပြောတယ်မထင်နဲ့နော်မျက်စိကမြင်အောင်တက်ပြောတော့မယ်ကြည့်မျက်စိကထွက်တော့မြင့်ချီနှာခေါင်းကထွက်တော့နတ်ချီပါးစပ်ကထွက်တော့တွေးတွေနှာကထွက်တော့နှဖားချီဘယ်ပေါက်ကထွက်တဲ့ကျင်ကြီးကျင်ငယ်ချွေးတွေဘယ်နေရာကထွက်သမျှဒွန်ရောကိုပေါက်မှာဘာတွေထွက်တာလဲရီမွေးတွေထွက်တာဘယ်နှယောက်ရှိလဲတရားမှမရှိအကုန်လုံးနန်းစောနေတာကြည့်ပဲဒါပေမဲ့အဲ့ဒီအတုပကိုသိသလားဆိုမသိဘူးဘာဖြစ်လို့လဲဆိုတော့ပြုတ်ပြင်ပေးနေကြပါလေမနေ့အဲ့ရထားကြတယ်ပြင်လိုက်ကြတာညအိတ်တည်းပြင်စေဒါကြောင့်မလို့ပုံမပြစ်လို့စုံမနေကြတယ်ပြုတ်ပြင်ပေးနေလို့လူချင်းစရာတမစ်စရာကြည့်ပဲထင်နေခဲ့ပါလေဒီလိုနဲ့ပဲအတွင်းမှာရှိတဲ့ကလေးစားတွေကြည့်ပါအောင်အပြင်မှာရှိတာ5မျိုးအတွင်းကိုကြည့်လိုက်ရင်30နှစ်ဆိုတော့29မျိုးသောကောထာတာကျမ်းပါတယ်အပါပေါင်းအယူပေါင်းက300အကျော်ပေါင်းက300အပတ်တက်ပေါင်းက900သွေးကတပြေခန့်နေချွဲတွေတထွေးတွေနတ်ချီတွေနဖာချီတွေအဲ့ဒါတွေကြီးအညို့တွေအယောတွေယိုရင်းချင်းစီတွေအစာအဟောင်းအစာတဲ့အစာအိဦးတွေဥမကြောက်ကနှလုံးအဆုတ်သက်ပြီးချေတဲ့ရွက်ဆိုပြီးရောလိုက်တာတဘုံကြီးအတွင်းကလေးစားတွေကောင်းတာပါများပါလေယူထိုးကြည့်ပါတစ်ခုလောက်ယူထိုးကြည့်အမလေးအပါလေးကဝင်းလိုက်တာဆိုတာအပါလေးတဒုံလောက်လှီးပြီးပေးကြည့်ဘယ်လိုယူတယ်အမလေးမျက်လုံးလေးဟလာလိုက်တာဖောက်ပြီးပိတ်လိုက်ဘယ်လိုယူသေးတယ်
ဘယ်သူမှမယူပါဘူးအတွင်းကကိစ္စတွေအကုန်လုံးပိုးဆိုးသေးတယ်မွေးကလေးကယင်းနေ့ထိရေဆေးတာဘယ်နှယောက်ရှိတယ် operation လုပ်တဲ့လူတော့ပြောမတတ်ပါဘူးအထက်မှာဆေးရတယ်လို့တော့ပြောပါတယ်ကဲကြည့်ဒီ29မိနစ်တော့ကောထားတာကလည်းတခုမှကောင်းတာမပါဘူးအသက်ရှင်ရင်းမှာလည်းကျွန်တော်တို့ရှင်အတုပကြီးတွေမဟုတ်ဘူးလားဟုတ်တယ်နော်နည်းနည်းလေးကိုခန္ဓာကိုပြန်ကြည့်လိုက်ရအောင်ဒီလိုပဲရှင်တော့ကလည်းရှင်အတုပအမဲစိမ့်မှာရောင်းနေတယ်အမဲပါအမဲအယုအမဲကလေးစာနဲ့အကုန်တူတူပဲသေတော့ကြည့်ပိုးဆိုးသေပြီဆိုတာနဲ့အမလီတရေအတုပတောက်တင်းမှာကြော့ကဲထားလိုက်တော့နောက်ဆိုရင်မှပြောတော့မယ်အကြံပြင်းပြောရင်သေပြီဆိုကြတဲ့ပုတ်ပွားလာပြီမကြတော့ပါဘူးဘယ်သူမှအိမ်မှာမထားဘူးဘလောက်ချစ်ချစ်ဘာဖြစ်လို့အိမ်မှာမထားတော့တာလဲဘာဖြစ်လို့လဲအာဥပကိုသိသွားလို့ရှင်နေလို့ချိန်မှာတော့မသိဘူးညစ်နာလေအောက်တုတ်ပြင်းနေတာကိုသေတဲ့အခါမှာအထင်ရှားဆုံးဖြစ်သွားပြီဘယ်သူမှဖြစ်စေညင်းလို့မရတော့ဘူး3ရက်လောက်ထားကြည့်ကြည့်ပါလားအဥပဘာဖြစ်သွားပြီလဲကဲဒီနေရာမှာအတွေ့အကြုံလေးတစ်ခုပါကျွန်တော်တို့မြို့မှာအမျိုးသားသေသွားတော့အမျိုးသမီးကသိချစ်တာပဲသိချစ်တော့အဲ့ဒီအမျိုးသားကမြို့ငယ်တစ်မြို့မှာသေလာပြီးမြို့ကိုယူလာတယ်ခေါင်းနဲ့အလောင်းနဲ့ထက်လာအဲ့ဒီမှာအမျိုးသမီးကငိုလိုက်တာမှလေတခါတက်တက်သွားတာခဏလေးကြောတက်နေပြီတောက်တင်ပြီးတက်သွားပြီဆရာမော်လေးအနေနဲ့တော့အမေလေးစတွန်ဘတ်ဆောက်လာတာခဏလေးဆိုတက်ပန်းကြီးဂီတက်သွားပြီအဲ့လေဘယ်ဆရာတော့အမိတ်ချနေရတယ်နောက်ဆုံးကြတော့ကြည့်လို့မရတဲ့တငယ်ချင်းတရားရောက်လာပြီးတော့ငါတော့ဆေးကုပေးအောင်မှဆိုတော့အဲ့ဒီအပုပအလောင်းကောင်ကြီးဖြစ်ထက်တဲ့ခေါင်းကြီးကိုတိုက်လိုက်တာအဲ့ဒီသူ့မောင်းလို့ငိုနေတဲ့သူကဝုန်းဆိုပြီးအပုပကောင်ကြီးလည်းကြာလာရောသူ့မှာဘာဖြစ်နေတာမျက်လုံးကြီးကပြုတ်နှခမ်းရရွက်လက်ရလို့ကောင်းပြီးပုံကြီးထွက်တာအမလေးမောင်ရဲဆိုအနောက်ကိုဆုပ်ပြီးကြတဲ့ကစပြီးလုံးဝမငိုတော့ဘာဖြစ်လို့ငိုတော့လဲကြည့်လိုက်တော့သူဆေးတွေးလိုက်တာကိုအဲ့ဒီဆေးကဘာဆေးလဲအပုပအဖုဘကိုသူသိဘူးအဖုဘမှမသိဘူးဒါကြောင့်မလို့သူ့မောင်းသိချစ်တာပဲအဲ့ဒီကလေးကနေပြီးတော့အနောက်ခြေလမ်းနှစ်လမ်းသုံးလမ်းဆုပ်ပြီးကလေးကနေလုံးဝမငိုတော့အခုဆရာကမကူရတော့အဲ့လိုကပဲယောဂီပေါင်းတို့လည်းယနေ့လူတွေယူနေကြတာဘာကြောင့်ယူရတာလဲအဖုဘမမြင်လို့ယူကြပါတယ်ဒါကြောင့်မလို့အဝိဇ္ဇာပိတ်ကားဆိုမိစ္ဆာမျိုးမြင်ပြင်းဆိုပြီးတော့လက်ဒီဆရာတော်ကြီးတိထပ်မှာပြထားတယ်လေကဲထားလိုက်ပါတော့အဲ့ဒါလည်းပဲကျွန်တော်တို့စာရွက်လေးမှာပါပါတယ်အဖုဘမတွေ့လို့လူတွေယူနေပါတယ်တဲ့ကထားလိုက်တော့ဒီလိုဆိုရင်အဖုဘဆိုတဲ့လက္ခဏာကိုဘယ်သူကဖုံးကြည့်လိုက်ရင်သူဘကဖုံးထားပါတယ်သူဘကဖုံးတော့ဘာဖြစ်လဲလောဘတွေတက်ပြီးလူချင်းနဲ့တတ်မင်းနဲ့ဆွမ်းလာတဲ့အမလေးအသိကိုပါသိတော့ပါစေတခါတည်းစော့စားပြီးလှုပ်ရှားကြတာဟာအဲ့ဒါလောဘဟာသူဘလို့ထင်လို့ဖြစ်ပါတယ်အဲ့ဒီချိန်မှာအဖုဘကမ္မထံလို့6ရက်မြောက်မှာကျွန်တော်တို့ရှုွက်အနေနဲ့တင်ပေးပါမယ်အဲ့ဒီချိန်မှာကျွန်တော်ဝခံပါတယ်သက်စာဆိုပါတယ်အတုပကမ္မထံကိုကျွန်တော်ကြည်ညစ်အောင်ကျွမ်းကျင်ပါတယ်ကြည်ညစ်အောင်ပထမနေ့ကလေးကတရားထိုင်တဲ့နေ့ကလေးကကျွန်တော်တို့ကောင်းကောင်းမြင်ခဲ့ပါတယ်စာတလုံးမှမသိဘဲနဲ့ခန္ဓာသဘောအကုန်မြင်ခဲ့ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကီးပေးနိုင်ပါတယ်ပြောပြလို့ရတယ်ပြလို့ရပါတယ်ဒီလိုဆိုရင်အဲ့ဒီအတုပလက္ခဏာကိုမြင်အောင်အတုပကမ္မထံကိုရှုမှတ်လိုက်တဲ့အခါမှာအတုပလက္ခဏာတွေအလုံးပေါ်လာပြီဆိုရင်ဒီဘက်ကပညာအဖြစ်ဘာဖြစ်သွားမလဲတန်ဌာနာအတုပလက္ခဏာရဲ့အဓိပ္ပာယ်ကပါလေတန်ဌာနာကိုပညာကိုပယ်တာဗျာဥပမာခွဲလေးတစ်လုံးလာလိုက်တန်းဆိုတာပုံကံလေးလှနေလို့လူတွေကလူကျင်တာအဲ့ဒီပုံကံပြက်လက်ပြက်ရောမလူကျင်တော့ဘူးလူနဲ့ဒီတိုင်းပဲပေါ့လူကတော့အလွယ်ဆုံးမို့လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာဝိဇယတုတ်တန်ကြီးတစ်ခုလုံးမှာအတုပနေကြီးပြတ်ခဲ့တာပဲသီရိမာနဲ့ပြတာတို့နန္ဒာမင်းသမီးတို့ဒါတွေနဲ့ပြတ်ခဲ့တာဘာဖြစ်လို့လဲဆိုလူပေါက်ကိုတွေကြတော့အင်မတန်လွယ်တယ်မြင်ရတာဒါကြောင့်မို့လို့ကဲကြည့်ရအောင်လူမှကြည့်ဘာဖြစ်လို့လူတွေတွေ့တာနေလဲဆိုတော့ဖြူတယ်မဲတယ်ပိန်တယ်ဝတယ်အယုတ်ဆိုးတယ်အယုတ်ချော့တယ်အဲ့ဒါဘာပေါ်မှာမူတည်တာလဲသံဌာနပုံသဏ္ဍာန်လေးပေါ်မှာမူတည်ပြီးတော့တွေ့တာမင်းမောနေကြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့သံဌာနပညာကိုအပုပလက္ခဏာသာမြင်ပြီးဆိုရင်ပယ်သပ်ပြီးအပုပလက္ခဏာရဲ့အစစ်ကိုတကယ်သိသွားတဲ့ပုဂ္ဂိုလ်တို့ဒီသံဌာနပညာကိုပယ်ပါတယ်သံဌာနပညာကိုပယ်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒုတိယအုပ်စုတန်ရုံးစဉ်ထက်မှာဒုတိယအုပ်စုဖြစ်တဲ့ကာမရာဂနဲ့ဗျာပါဒကိုခေါင်းပါစေပါတယ်မပယ်ပါဘူးသူကဒုတိယမိတ်ကိုကြားတဲ့ပုဂ္ဂိုလ်တို့ဒီလိုချင်တတ်မစ်စရာဆိုတာလောကကြီးမှာမတွေ့တော့ဘူးအဲ့ဒီချိန်မှာ6ရက်မြောက်မှာအသေးစိတ်ပြောမှဖြစ်တယ်အခုကမိတ်ဆက်ပါတယ်တတ္တလောကဩဃာသလောကသင်္ခါရလောကအားလုံးတို့ရဲ့အပုပ္ပလက္ခဏာတွေတကယ်တွေ့သွားတဲ့အခါမှာလိုချင်စရာတတ်မစ်စရာဆိုတာလောကကြီးသုံးမှာဘာမှမရှိတော့ဘာဖြစ်လာတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်မှာဖြစ်လာကာမရာဂနဲ့ဗျာပါဒဆိုတဲ့တန်ရုံးစင်နှစ်ပါးကိုခေါင်းပါလာတော့တာပါပဲဒီလိုဆိုရင်ဒုတိယမဲ့ဒီတန်ရုံးစင်နှစ်ပါးကိုဘာဖြစ်စေလဲဆိုတော့
ခေါင်းပါတယ်အဲ့ဒါလိုများပြောပြီးနော်ဒုတိယမင်းကြတဲ့ပုဂ္ဂိုလ်ကခေါင်းပါတာနော်ဒီလိုဆိုရင်ဒုတိယမင်းကခေါင်းပါတယ်ဆိုရင်ပြီးသွားပြီသကရာဂံဆိုတာဖြစ်သွားတယ်ဒုတိယမင်းပုဂ္ဂိုလ်တဲ့ဒီလိုဆိုရင်နောက်တတိယအစစ်ကိုကြည့်ရအောင်တတိယအစစ်ကြတော့ဘာလက္ခဏာလဲဆိုရင်အနတ္တဒီနေ့လက္ခဏာကပြောနေကြတယ်ပဋိစိတ်တဲ့လူတွေနဲ့သတိထားစေခြင်းနဲ့ဒီနေ့ဒီပါကြွလာတဲ့ပုဂ္ဂိုလ်ထဲမှာပဋိစိတ်နေတဲ့ပုဂ္ဂိုလ်များရှိရင်ကျွန်တော်တို့မိဘတွေကိုကျွန်တော်အထူးသတိပေးပါတယ်အနိစ္စဒုက္ခအနတ္တဆိုပြီးပဋိပေါ်မှာကြီးအော်နေကြတဲ့ပုဂ္ဂိုလ်တွေများယနေ့ကစပြီးပြောင်းလိုက်တော့အမှားတွေးရင်ပြင်လိုက်ကြပါပဋိပေါ်မှာအနိစ္စဒုက္ခအနတ္တရှိသလားမရှိဘူးခင်ဗျာအင်မတန်မနာစရာကောင်းတယ်ပဋိစိတ်ရင်တခြားစိတ်အနိစ္စဒုက္ခအနတ္တဆိုတော့မစိတ်နဲ့တပြည့်လို့လေအနိစ္စဒုက္ခအနတ္တပဋိပေါ်မှာလုံးဝမရှိဘူးမရှိတာကြီးကိုရှိတယ်ထင်ပြီးလိုက်လို့နေတော့အမှားကြီးဖြစ်နေတာပေါ့အနတ္တဆိုတဲ့ဟာကိုသိဖို့လိုတယ်အနတ္တဆိုတာဘာကိုပြောတာလဲအစိုးမရအဲ့ဒီတလုံးကြီးပြောကြတယ်အစိုးဆိုတဲ့တရုတ်မကလေးမရတာပြောတာဘာမှမသိဘူးပြောကြတာတချို့ကလည်းအနစ်ကင်းပါအစိုးမရငငယ်ဒီလိုသုံးပါတယ်တကယ်တော့အစိုးအတိတ်ပဲကငါပဘောကိုပဘောမဟုတ်ဘူးသူ့ပဘောပြီးတော့အမိတ်ပေးလို့လည်းမရပြီးတော့အစိုးမရဆိုတာပိုင်ဆိုးလို့မရအမိတ်ပေးလို့မရပိုင်ဆိုးလို့မရပြီးတော့အနစ်ပါတာဆိုတာမရှိဘူးဥပမာပထဝီတလုံးထဲမှာအနစ်ပါတာဆိုတာရှာလို့မတွေ့ဘူးပထဝီဆိုတဲ့လက္ခဏာပထဝီဓာတ်ရဲ့လက္ခဏာပေါ်လာဖို့အတွက်ကြံတဲ့ဓာတ်ပုံကဘာလို့ပေးရလဲပတ်ဖို့ပေးရတယ်သူ့ကိုယ်ပိုင်အနစ်ပါတာဆိုတာရှာလို့မတွေ့ဘူးရှိသမျှအရာအလုံးတို့ဒီတိုင်းပဲအနတ္တဆိုတာဒါကြောင့်မလို့ပိုင်ဆိုးလို့မရအနစ်သာရမရှိဒါကြောင့်မလို့အချုပ်ပြောရင်ကိုယ့်သဘောမဟုတ်သူ့သဘောအမိတ်ပေးလို့လည်းမရပြီးတော့ပိုင်ဆိုးလို့လည်းမရအနစ်ကင်းပအနစ်သာရမရှိအဲ့ဒါကိုတလုံးနဲ့ပြောလိုက်ရင်ပုံညတလို့ခေါ်ပါတယ်အနတ္တဆိုတာပုံညတ0ပုံညတမို့လို့ဝလုံးလို့လည်းပြောကြတယ်ဝါမရှိပဲဝါကိုမသိပဲဝိပဿနာမလုပ်ပါနဲ့ကြောက်ကြလိမ့်မယ်ဝါမရှိပဲဝီမလုံးနဲ့ရက်ွက်မှလည်းတော်တော်ပြောတယ်ဘိတ်ကရက်ွက်ကပြောနေတာဘာကြောက်ပြောတာလဲအဆံမရှိပဲနဲ့မကြွားနဲ့အဲ့လိုပြောတယ်မဟုတ်လားရက်ွက်မှာဝါမရှိဝီလုံးနဲ့ကြွားတယ်တရားအထုတ်တဲ့ပုဂ္ဂိုလ်လည်းဒီတိုင်းပဲပုံညတ်တက်ကိုမသိဘဲနဲ့ဝိပဿနာမလုပ်နဲ့ဘာဖြစ်လို့လဲပုံညတ်တက်ကကိုယ်သဘောမဟုတ်ဘူးသူ့သဘောပိုင်ဆိုးလို့မရဘူးအနတ္တရဆိုတာရှာမတွေ့အဲ့ဒါကိုအနတ္တလို့ခေါ်ပါတယ်ကဲဒီလိုဆိုရင်ဟောဒီအနတ္တဆိုတဲ့လက္ခဏာကြီးကိုဘယ်သူမှဖုံးကဏဆိုတာအဆိုင်အခဲအဲ့ဒီအဆိုင်အခဲလို့ထင်တာကြီးကဒီအနတ္တကိုဖုံးထားတယ်အဲ့ဒီလိုဖုံးထားတဲ့ကြောင့်မလို့ဘာတွေဖြစ်ပေါ်မောဟဆိုတာအမှန်မသိဘူးတွေ့ဝင်နေတယ်ဖြစ်တာအမှန်မသိတဲ့မောဟပေါ်ချင်းတည်ဘာလို့ပေါ်ကဏကဖုံးလို့အနတ္တလက္ခဏာမပေါ်လို့ဖြစ်ပါလေဒီချိန်ကမှာဒုတိယမဲ့ကြပြီးတဲ့ပုဂ္ဂိုလ်တို့ဒီခုနကအတုပလက္ခဏာတွေထင်ထင်ရှားရှားနဲ့သိပြီးသဘောစိုက်တဲ့ပုဂ္ဂိုလ်မဲ့ကြသွားပြီဆိုရင်တတိယမဲ့ကြတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုရှုမှတ်ရတော့လဲသူ့မှာလည်းသူရှုခွင့်နဲ့သူရှိပါတယ်သူရှုခွင့်ကြတော့အဲ့ဒီကဏဆိုတဲ့အဆိုင်ခဲကြီးကိုခြေရတော့ပါတယ်ဘယ်လိုခြေလိုက်အမုံကလေးတွေဖြစ်အောင်ခြေတော့တယ်အမုံလေးမျိုးရှိတယ်ရထရည်နုမျိုးပြီးတော့တက်စားရည်မျိုးအနုမျိုးပါရမဏုမျိုးဆိုပြီးလေးလုံးရှိပါတယ်အဲ့ဒီလေးလုံးကလည်းဘုဒ္ဓတပါနောက်6ရက်မြောက်ကြအသေးစိတ်ကျွန်တော်ဆွေးနွေးပြမယ်ဒီလိုဆိုရင်အဲ့ဒီအဆိုင်ခဲကြီးကိုခြေမွတ်ပစ်လိုက်တဲ့အခါမှာအဆိုင်ခဲဆိုတာတွေ့သေးလားမတွေ့တော့ဘူးအဲ့ဒီအချိန်မှာရိုးရိုးမျက်စိနဲ့မြင်နေရတဲ့အမုံကိုပြောချင်းမဟုတ်ပါဘူးယနေ့အထုတ်တဲ့လုပ်ကလူတွေအမုံကြီးတွေတွေ့နေပြီအမုံကြီးတွေတွေ့နေပြီဆိုတာနဲ့သူ့ကိုယ်သူအနာခံဖြစ်ပြီးထင်နေကြတာသနာဖို့သိကောင်းတယ်ဘယ်လိုစာနယ်လဲသူနားမလဲလို့တကယ်တမ်းကြတော့မျက်စိနဲ့မြင်ရတဲ့အနမဲမုံကြီးကိုအဲ့ဒီသဲမုံကြီးတွေဖုံမုံကြီးတွေကိုပြောတာမဟုတ်ဘူးအဲ့ဒါရထီနုမြူပဲရှိသေးတယ်မျက်စိနဲ့မြင်နေရတဲ့ကားတွေလဲတွေသွားတဲ့ဟာရထီနုမြူဒီချက်ပိုးပြီးမုံတာကနေရောင်ကြီးအလိမ့်အောင်တန်းကြီးထဲမှာမုံမြင်နေတာကတက်စားရည်မြူဒီချက်ပိုးပြီးငယ်တာကအနုမြူမှမမျက်စိနဲ့မတွေ့တော့ဘူးဒီချက်ပိုးပြီးတော့နောက်ဆုံးတွေ့ရမှာကပါရမဏုမျိုးသဘောအမုံလေးတွေကိုရှုရတယ်အနာဂံကြီးတွေကသဘောမုံကိုရှုရတယ်အဲ့ဒီလိုရှုလိုက်တဲ့အခါမှာကဏဆိုတဲ့အဆိုင်ခဲကြီးတွေဘာဖြစ်သွားလဲပျောက်သွားပြီဒါကြောင့်မလို့ကဏပညာကိုပယ်တယ်လို့ခေါ်ပါတယ်ကဏပညာကိုပယ်လိုက်ပြီဆိုတဲ့ပုဂ္ဂိုလ်တို့အဆိုင်ခဲမရှိတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တို့ဒီဒုတိယတန်ရောစဉ်အုပ်စုမှာရှိတဲ့ကာမရာဂနဲ့ဗျာပါဒကိုဘာဖြစ်စေလဲဆိုတော့ပယ်သပြီဒုတိယမင်းကြတဲ့ပုဂ္ဂိုလ်ကကြတော့
ခေါင်းပါစီတယ်တတိယမြင့်ကြတဲ့ပုဂ္ဂိုလ်ကကြတော့အပိတိုင်ပယ်လိုက်ပါတယ်ဒါကြောင့်မလို့အနာဂံဆိုတဲ့ပုဂ္ဂိုလ်တို့ဒီဒုတိယအုပ်စုဖြစ်တဲ့တန်ရုံးစဉ်နှစ်ပါးကိုအပိတိုင်ပယ်မှတ်တာကိုအနာဂံလို့ခေါ်ပါတယ်ဒါကြောင့်မလို့ကာယံလေးနဲ့စထားပါတယ်သောတာပန်ဖို့နှစ်ခုဟောအမှုကြံသေးအနာဂံကုပါမနကိုပူกว่าတော့တယ်ဒီလိုမျိုးဆုံးမထားပါတယ်ဒီလိုဆိုရင်သောတာပန်ဖို့နှစ်ခုဆိုတာသောတာပန်ရဲ့ပဒါဂံရဲ့အဲ့ဒီမင်းနမင်းဖို့နှစ်ဖို့ကြားတဲ့ပုဂ္ဂိုလ်တို့ဒီဘာဖြစ်လဲဟိုအမှုကြံသေးဆိုတာဟိုအမှုဆိုတာဘာကိုပြောတာလဲဥပမာသောတာပန်နဲ့ပဒါဂံတို့ဒီမိမနဲ့တူတူနေလို့ရပါတယ်စီဘွားဥစ္စာလည်းရှာလို့ရဒုတိယမင်းကြပြီးတဲ့ပုဂ္ဂိုလ်ဒီပိုက်ဆံရှာလို့ရတယ်ကဘာပေါ်မှာတော့ထေးဆုံးဖြစ်အောင်လည်းလုပ်လို့ရသေးတယ်မိမနဲ့လည်းနေတယ်သားသမီးတွေလည်းအများကြီးမွေးလို့ရဘာဖြစ်လို့လဲဆိုသူကခေါင်းပါရုံပဲရှိတယ်ကာမရာဂနဲ့ပြပါတာမပယ်ပါဘူးပယ်တာကတတိယမေအနာဂံကြမှာအပိတိုင်ပယ်တယ်ဘာကိုပယ်လိုက်တာလဲဆိုတော့အလွယ်ပြောလိုက်ရင်အချို့ရက်ွက်စကားနဲ့ပြောရင်မိမတွေယောက်ျားတွေကိုကွာလိုက်တာအဲ့လိုမျိုးပြောနေကြတယ်အဲ့ဒီမိမယောက်ျားကွယ်တယ်ဆိုတော့အပြူကြီးတွေလူပြူကြီးတွေဘယ်လိုလုပ်လဲသူတို့ကမရှိဘူးသူတို့ကမရှိလို့ရှောက်ရှာပြီးပယ်နေရတော့မယ်သူတို့ကတကယ်တမ်းကဒီစက်ကိုပြောချင်းဖြစ်ပါတယ်ကာမရာဂနဲ့ပြပါတာကာမဂုဏ်အာယုန်တွေမှာတက်မဲ့နေတာတွေကိုလုံးဝပယ်လိုက်ပြီနကိုပူးဆိုတာသူပြောပါတယ်ကာမရာဂနဲ့ပြပါတာကိုပယ်ပြီးအပြီးတိုင်ဒါကြောင့်မလို့သောတာပန်တရာဂံလောက်ဖြစ်သွားမဲ့ကိစ္စကိုအိမ်ထောင်ရှိတဲ့ပုဂ္ဂိုလ်များမစိုးရိမ်ပါနဲ့ကိုယောက်ျားဒီသောတာပန်ကြီးဖြစ်သွားပြီဆိုရင်လုံးဝမပူနဲ့ငကိုအတိုင်းပဲရှိသေးတယ်ပဂရာဂံလည်းဒီတိုင်းပဲနော်အိမ်မှာလည်းကိုယ်အိမ်ပြန်လာတယ်စီးပွားရေးလုပ်ပေးတယ်မိန်းမနဲ့ချစ်ချစ်ခင်ခင်နေတယ်ဒါပေမဲ့သူတော့ဘာသိတာသွားပြီလဲဆိုတော့ခေါင်းပါတယ်အိမ်အရင်လုံးလိုမျိုးအင်မတန်မှပတိလက်လော့နေကာမဂုဏ်အာယုန်တွေမှာတတ်မြင့်မှုတွေအများကြီးမရှိတော့ခေါင်းပါတာပဲရှိပါတယ်ဒါကြောင့်မလို့တချို့လူတွေတော်တော်စိုးရိမ်တာတွေ့ရတယ်တရားစကားပေါ်တော့မှဆိုငါ့ကိုပြစ်သွားတော့မှပဲလို့ထင်တယ်မဟုတ်ဘူးနော်ချစ်ချင်းမပြစ်နိုင်ပါဘူးအင်မတန်ကြက်ရတယ်ဒီ20ကိုတော့တော်တော်ကြက်ရတယ်အနာဂံကြီးဆိုတော့ပြောမနေနဲ့တော်တော်ကိုကြက်ရပါတယ်ဒါကြောင့်မလို့တတိယမေကြတဲ့အနာဂံတို့ဒီကဏဆိုတဲ့ပညာကိုပဲတယ်လို့တစ်ဖက်မှာတန်ရုံးစင်ဒုတိယအုပ်စုဖြစ်တဲ့ကာမဂဏကနဲ့ပြပါတော့အပိတိုင်ပဲပြီးဒီလိုဆိုရင်ကြံလာသူ့အပေါ်မှာ၅ပါးကြံပါတယ်အဲ့ဒီ၅ပါးကိုဘယ်သူကပယ်လဲဆိုတော့နောက်ဆုံးအစိတ်အနိစ္စလက္ခဏာဖြစ်ပါတယ်ယောဂီဘုံတို့ကြီးဟိုရခင်ဆွေးနွေးပွဲမှာတော့ကြားပြီးတဲ့လူလည်းရှိမှာပါယနေ့ကြွလာတဲ့ပုဂ္ဂိုလ်များအနိစ္စဆိုတာဘယ်လိုခေါ်ဗမာလိုဘယ်လိုပြန်ဆိုတော့ရခင်ကြောက်ဘူးတဲ့လူမပြောဘဲနဲ့မေးလိုက်လို့ရှိရင်လူတိုင်းကအမှားကြီးပြောနေကြတယ်အနိစ္စဆိုတာဘာလဲအရှိမမြဲတဲ့အဲ့လိုမျိုးပြောနေတာအမြဲမရှိအရှိမမြဲဆိုခွက်လို့ပါအမြဲတမ်းပြောနေဘယ်လိုပြောလဲအနိစ္စဆိုတာအမြဲမရှိဒီလိုပြောတယ်အခုရက်ွက်ထမှာအမြဲမရှိနဲ့အရှိမမြဲနဲ့တူပါမလားပြောင်းပြန်ကြီးနော်အမြဲမရှိဆိုတာမိမိအိမ်မှာရှိလာတော့မိမိအမြဲတမ်းမရှိဘူးဆိုရင်မိမိဘယ်တော့မှအိပ်ပြန်မလာတော့မိမိအိမ်မှာရှိတာမိမိအရှိမမြဲဘူးဆိုရင်တခါတလေပြန်လာတယ်ဘယ်အချိန်လဲဆိုင်ရောက်တဲ့အချိန်နေခင်းကြတော့ဆိုင်မှာနေတယ်ညကြရင်တော့အိပ်ပြန်လာတယ်အရှိမမြဲအမြဲမရှိမဟုတ်ဘူးနော်အမြဲမရှိဆိုဘယ်တော့မှမရှိတော့ဘူးအရှိမမြဲခြင်းဖြစ်ပါတယ်အနိစ္စဆိုတဲ့အရှိမမြဲခြင်းဆိုတဲ့လက္ခဏာကိုဘယ်သူကဖုံးထားလဲသန္တတိဆိုတဲ့အဓိပ္ပာယ်ကဘာမှလို့ပြောရင်တစ်ဆက်တည်းလို့ထင်နေရတဲ့အထင်အယူဝါဒအထင်နေရာတစ်ဆက်တည်းလို့ထင်ရတယ်ဥပမာရေချောင်းတစ်ချောင်းမှာရေတွေစီးနေတယ်အဲ့ဒါတစ်ဆက်တည်းလားမဟုတ်ဘူးနော်ခုနပြောတဲ့ရေကအခုပြောနေတဲ့အချိန်မှာမရှိတော့ဘူးဒီလိုပဲမိထုတ်တစ်ထုပ်ကိုဝိုင်းလိုက်တယ်မိထုတ်တစ်ထုပ်ကိုဝိုင်းလိုက်ရင်ဘာကြီးတွေ့တယ်မိကွင်းကြီးကိုတွေ့မိကွင်းကြီးဆိုတာရှိသလားမရှိဘူးမိထုတ်ကအဆက်နေတယ်တစ်ဆက်တည်းမဟုတ်ဘူးရောမပြနေတယ်မဟုတ်ဘူးလားဗျာဒီလိုပါပဲဓာတ်တိုင်ကြီးတန်းစီပြီးတော့ဓာတ်မိတိုင်ကြီးထောထားတယ်အဝေးကကြည့်လိုက်တော့ဘယ်လိုတွေ့မိချောင်းကြီးတစ်ချောင်းလို့တွေ့ရတကယ်တော့မိချောင်းကြီးလားရောမအပြနေလားဆိုတော့အပြနေဖြစ်ပါတယ်ဒါကြောင့်မလို့တန်တတိဆိုတဲ့တစ်ဆက်တည်းလို့ထင်တာကြီးကဖုံးထားတဲ့အတွက်ကြောင့်အနိစ္စလက္ခဏာမတွေ့ဘူးဆိုတာနဲ့ဘာတွေဖြစ်ပေါ်လာလဲမာနာကိုစားပြုခြင်းဖြစ်ပါတယ်ဟိုဘက်ကတန်ရုံးစင်၅ပါးကိုစားပြုရင်မာနာလို့ပြုလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့မာနဆိုတဲ့အဓိပ္ပာယ်ကအထင်လွဲခြင်းဒီမရှိတာကိုရှိတယ်ထင်မှန်တာကိုမှန်တာထင်တာဒီမာနပဲအဲ့ဒီလိုမာနကဖုံးပြီးတော့အဲ့ဒီနောက်ဆုံးကြတော့ယဟန္တာတွေရဲ့ရှုခွက်ကြတော့အာယုံအလုံးတို့ကိုတတ်စေတယ်အရှိမတိုးဘူးဖြတ်ပြီးတတ်တယ်အနိစ္စလက္ခဏာကိုထင်ရှားရှုတတ်သွားတဲ့ပုဂ္ဂိုလ်တို့ဒီဒါယဟန္တာကြီးတဲ့ရှုခွက်တွေရှိပါတယ်ဘယ်အာယုံဖြစ်ပါစေမခံစားတော့ဘူးအကုန်လုံးတတ်ပြီ
အဲ့ဒီချိန်ကြရင်အနိစ္စလက်နာကိုအားလုံးသိသွားတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေကြတော့ဘယ်လက္ခဏာကိုပယ်ပြီးလဲဆိုတော့ဘယ်ပညာကိုပယ်ပြီးလဲဆိုတော့တန်တတိပညာကိုပယ်တယ်တစ်စစ်တဲဆိုတာမဟုတ်တော့ဘူးဆိုတာသိလဲသိသွားတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကိုယဟန္တာလို့ခေါ်ပါတယ်အဲ့ဒီယဟန္တာဒီတန်ရုံးစဉ်နဲ့ပြောလို့ရှိရင်အပေါ်တန်ရုံးစဉ်၅ပါးဖြစ်တဲ့ရူပရာကအရူပရာကမာနဥဒိစ္စအဝိဇ္ဇံဆိုတဲ့တန်ရုံးစဉ်၅ပါးကိုလည်းပယ်တတ်လိုက်ပါတယ်အဲ့ဒီလို၅ပါးကိုလည်းပယ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်အောက်ကလည်း၅ပါးပယ်ပြီးသားအပေါ်က၅ပါးလည်းပယ်တယ်ဆိုတော့အလုံးတန်ရုံးစဉ်10ပါးလုံးပယ်လိုက်တယ်ကျိုး10ကျိုးလုံးဖြတ်လိုက်ပြီအဲ့ဒါကြောင့်မလို့ယဟန္တာပုဂ္ဂိုလ်ကြီးတွေကြတော့จิตစရာကုန်ပြီလို့ပြောခြင်းဖြစ်ပါတယ်ဒီလိုဆိုရင်ယောဂီတို့ရေကျွန်တော်အနေနဲ့ယခုဒီဇယားကိုတင်ပြရခြင်းတည်ဘယ်ရိတ်တာမှာအထုဒီဇယားအတိုင်းပဲမက်လေးပါဖူလေးပါမျက်နှိပ်ပါမဟုတ်ဘူးလားဗျာဟုတ်တယ်နော်ဘယ်ရိတ်တာအဖြစ်ညင်လို့ရပါတယ်ကျွန်တော်စာတတ်ဆရာတော်ကြီးတွေအမျိုးမျိုးဆွေးနွေးခဲ့ပါတယ်ကျွန်တော်ရဲ့ဆရာလေးနဲ့ကျွန်တော်အများဆွေးနွေးပါတယ်ဒီဇယားဒီကျွန်တော်ဘာမှမတွေ့ပါဘူးတိုးတော်လဲကျွန်တော်တို့ဟိုဟာဒီယာဆရာပေါင်းများစွာကနေစုဆောင်းတယ်ဘုရားရှင်ရဲ့ဒေသနာနဲ့ကိုက်ပြီးတော့အလွယ်ကူဆုံးဖြစ်အောင်ရေးဆွဲထားခြင်းဖြစ်ပါတယ်အာဏာချက်ရှိရင်ဒီပုဂ္ဂိုလ်ဆိုကျွန်တော်ဖြည့်ဆွမ်းပေးပါမနေ့ကဖြည့်တဲ့ပုဂ္ဂိုလ်များလည်းကျေးဇူးတင်ပါတယ်မနေ့ကပုဂ္ဂိုလ်များကကျွန်တော်တို့တလုံးလေးဖြည့်ခဲ့တာကျွန်တော်အယံဝမ်းသာပါတယ်နိဗ္ဗာန်ဆိုတာခံစားရတာမဟုတ်ပါဘူးလို့ယောဂီတူကနေပြောပါတယ်မှန်ပါတယ်ခင်ဗျာကျွန်တော်တို့စကားလုံးသုံးလုံးတာပညာတတ်တာမှားသွားရင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှားတတ်ပါတယ်နိဗ္ဗာန်ဆိုတာမျက်မှောက်ပြုတ်ရတာလေးဖြစ်ပါတယ်ကဲဒီလိုပါပဲကျွန်တော်တို့ဆက်လက်ပြီးတော့ဝေဖန်ပေးမဲ့ပုဂ္ဂိုလ်များလည်းအမြဲတမ်းကျွန်တော်ကြိုဆိုပါတယ်ယခုပြောသောအရိယာပုဂ္ဂိုလ်၄မျိုးဖြစ်ပုံကိုဘယ်ရိပ်ပါဝင်ပထမဝင်လိုက်တဲ့ပုဂ္ဂိုလ်တို့ဒီသောတာပန်ဖြစ်အောင်ကြိုးစားကြတာပဲကဲကောင်းပြီဒီလိုဆိုရင်သောတာပန်သရကအနန္တယဟန္တာတို့ရဲ့ဖြစ်ပုံလေးနဲ့ပတ်သက်ပြီးအနည်းငယ်ကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်ယနေ့လူသားတို့အားလုံးတို့ဒီဒုက္ခသစ္စာနယ်ကြီးထဲမှာပုထုဇဉ်တို့ဒီတန်တရာလင်နေကြတဲ့ပုဂ္ဂိုလ်တို့ဒီဘယ်လိုနဲ့တူတယ်လဲဆိုခုနကပြောတယ်မိဘုံသွင်းမိဘုံကြီးထဲမှာလောင်နေတဲ့ပုဂ္ဂိုလ်တွေနဲ့တူပါလေတခြင်းမချလောင်အိမ်လာခဲ့တို့လို့ပြောပါတယ်ဒီလိုဆိုရင်ဘယ်လောက်ပူပြင်းကလေးဥပမာပြောမယ်သဲကန္တာရကြီးပဲထားလိုက်သဲကန္တာရကြီးတစ်ခုမှာလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်ကြီးဘယ်လောက်ပူမလဲအပေါ်ကလည်းထီမပါအောက်ကလည်းဖဏမပါအဲ့ဒီလိုရှောက်နေတဲ့ပုဂ္ဂိုလ်တို့ဘယ်လောက်ပူတယ်လဲဆိုရင်ပူပြင်းလိုက်တာဒါပေမဲ့ပူမှန်းသူမသိရင်တော့အတော်ကိုသာနားစရာကောင်းနေမယ်အိမ်မတန်ပူပြင်းလာတဲ့သက္ကန္တာယာကြီးမှာရှောက်နေတဲ့လူတယောက်သက္ကန္တာယာကြီးထဲမှာပဲ6ထပ်တိုက်ကြီးတစ်တိုက်ရှိတယ်ဗျာအဲ့ဒီ6ထပ်တိုက်ကြီးရဲ့အပေါ်ခေါင်မှုစုံလေးမှာတက်ထိုင်နေတဲ့လူတယောက်မပူဘူးလားသူလဲဟာပူတယ်နော်သူက6ထပ်တိုက်ပေါ်တက်ထိုင်နေတာဟိုလှုပ်ပြီးလှုပ်လို့လည်းမရဘူးရွှေ့လို့ပြောင်းလို့လည်းမရဘူးပိုးတော်ဆိုးတယ်သူကသက္ကန္တာယာထဲကလူကလည်းပြေးလို့ရသေးတယ်ဒီ6ထပ်ကနေနောက်ထပ်တဲ့အထက်20ထပ်တဲ့တော့26ထပ်အပေါ်မှာခေါင်မိုးစုံးလေးပေါ်မှာတက်ထိုင်နေတဲ့လူတယောက်မပူဘူးလားဗျာပူတယ်နော်ပူတာကတော့အလုံးအပူလေးကြီးပဲဒါပေမဲ့မတူတာကတော့နေရမတူဘူးနေရကတော့အောက်မှာလမ်းလျှောက်နေတဲ့လူခေါင်မိုးစုံးလေးမှာထိုင်နေတဲ့6ထပ်ကလူ26ထပ်ကလူပူတာကတော့အကုန်ပူတာကြီးပဲဒါပေမဲ့မတူတာကနေရဥပမာလူဆိုတာတိုက်နေတာရအောင်အောက်မှာရှောက်နေတဲ့လူပဲကျွန်တော်တို့လူသားတွေ6ထပ်တိုက်တဲ့ပုဂ္ဂိုလ်ဟာနတ်ပြည်6ထပ်လို့ယူဆလို့ရတယ်ပူတယ်ဗျာနတ်တွေကလည်းမီလီယံနေလို့လားသူမသိတာဗြဟ္မာနောက်ထပ်20ထပ်တင်လဲဗြဟ္မာဘုံပူပါတယ်အားလုံးကအပူတွေကြီးပဲနေရပြောင်းတာပဲဒီလိုဆိုရင်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာဆိုပြောင်းပြီးဆုတောင်းနေခြင်းဒီအပူကိုဆက်လက်တောင်းနေတာလည်းမတူဘူးလားတူတယ်နော်အဲ့ဒါလိုအစာကကြည့်ဒီ3နေရာကိုကြည့်လိုက်နော်အောက်စု3စုကိုကြည့်လိုက်ရင်ဒီလူဒီဘလောက်ကောင်းလဲဆိုရင်တက္ကရာရမှာပြေးရင်နဲ့သစ်ပင်ကလေးတစ်ပင်တွေ့ရင် तू ကဘာလုပ်လို့ရလဲပြေးဝင်ပြီးခိုလို့ရတယ်မဆုံးသေးတဲ့ခီတော့ဆက်ပြီးတော့ရှောင်းအောင်မှာပေါ့ဒါပေမဲ့ဘာလို့ရလဲခက်တက်ဝင်ခိုလို့ရတယ်ဟို6ထပ်တိုက်ရဲ့ပုဂ္ဂိုလ်ကြီးတွေကြတော့မလွယ်ဘူးဗျာဒါကြောင့်မလို့နတ်ချမ်းသာမြမချမ်းသာမတောင်းတကြပါနဲ့အင်မတန်ကိုရှီလျာလာပြီးပင်ပန်းဆင်းရဲလာတယ်အဲ့တော့မသိလို့တောင်းနေကြတယ်သိလို့ပြောတယ်လို့ယူဆစီချင်ပါတယ်အင်မတန်ပူပြင်းလာပြီးတော့အင်မတန်မလျော့နေကြတဲ့နတ်တွေမြမာတွေဟိုမလေးရရည်စရာပြောသလိုပဲသူတို့မှလက္ခဏာတွေရှိရတယ်ရှိရတယ်တော်တော်ခက်တယ်ကျွန်တော်တို့လူသားတွေကြတော့အလုံးမြင်နေရတယ်လက္ခဏာတွေလူအိုလူနာလူသေးအကုန်တွေ့နေရတယ်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတာလွယ်လေးနဲ့ကျွန်တော်တို့တွေ့တယ်ဗျာဒါကြောင့်မို့လို့လူဘုံကအင်မတန်မှကိုမြင်များလာပါတယ်ဒါကြောင့်မို့လို့နတ်တို့တန်တလူဘဝအင်မတန်တန်တကြတယ်ယနေ့ပိုင်ဆိုင်နေကြတဲ့ပုဂ္ဂိုလ်များအားလုံးလူဘဝကအင်မတန်မှကိုလွယ်ကူလာတယ်တရားအထုတ်ဖို့လည်းလွယ်လာတယ်ကဲဒီလိုဆိုရင်အင်မတန်ပူလာတဲ့လူတယောက်ဘယ်လိုမျိုးအရိယာပုဂ္ဂိုလ်ဖြစ်သွားလဲဆိုတာကျွန်တော်အနေနဲ့နန်းရဂိတ်တစ်ခုအနေနဲ့ဥပမာနဲ့တင်စားချင်းများတာဖြစ်ပါတယ်မပြည့်စုံသေးပါဘူးဥပမာပြောတော့မယ်
အင်မတန်ပူပြင်းနေရကနေပြီးအိတ်တဆောင်အရှိကိုရောက်လာတယ်ဆင်းဝင်ကလေးအောက်ကိုပြေးဝင်လိုက်တဲ့အခါမှာခုနတော့အပေါ်ပူအောက်ပူနေတဲ့ပုဂ္ဂိုလ်ကဘာဖြစ်သွားလဲအေးဓာတ်လေးမရလိုက်ဘူးလားရတယ်ဗျာခုနကတော့အပူတာကိုနေလုံးကြီးကခေါင်းတက်တဲ့ကအခုတော့ဆင်းဝင်အောက်လေးရောက်သွားပြီအဲ့ဒီပုဂ္ဂိုလ်ငြိမ်းအေးသွားတယ်ဗျာဘလောက်ငြိမ်းအေးလဲမင်းရင်သူနဲ့ထိုက်တန်တဲ့လောက်ငြိမ်းအေးမှုရတယ်အေးဓာတ်လေးသူရသွားတယ်အဲ့ဒါဒီသောတာပန်လို့သတ်မှတ်မယ်ဆိုရင်အိမ်ထဲမှာပန်ကာလေးလေးနဲ့လေကလာထိုင်လေးနဲ့ညိတ်နေတဲ့လူနဲ့နိုင်ရှင်ရင် तू ကဘာဖြစ်သွားပြီ तू ကနည်းနည်းလေးပူသေးတယ်အထဲမှာပန်ကာလေးလေးနဲ့ကလာထိုင်လေးနဲ့နတ်နေတဲ့လူကပိုးပြီးငြိမ်ပြီသူ့ကိုကြတော့တဂရာကံဒုတိယမေကတဖြည်းဖြည်းကိလေသာတွေခေါင်းပါပြီးတော့တန်ရုံးစင်တွေရွတ်ပါလာပြီဒီလိုပဲအဲ့ဒီပန်ကာလေးနဲ့ခံတဲ့လူထက်ကိုအခန်းထဲမှာမန်လုံခန်းကြီးထဲမှာအဲကောတွေဖွဲ့ပြီးဆိုဖာခုံကြီးနဲ့အိတ်နေတဲ့လူဟာပိုးပြီးငြိမ်ပါပြီသူ့ကိုကြတော့အနာဂံလို့နိုင်ရှင်ပြတာနော်အဲ့ဒီအဲကောခန်းကြီးထဲမှာနေတဲ့လူကမိတွေပါတွေပြက်သွားရင်ဒုက္ခဥထက်ပိုးပြီးငြိမ်တာကဘယ်နေရာမှာနေအမြဲတမ်းငြိမ်တတ်ကိုရနေတဲ့ယဟန္တာကြီးတွေကြတော့အမြင့်ဆုံးဖြစ်ပါတယ်ဒီလိုနဲ့ပဲနိုင်ရကိန်းနေတယ်အဲ့လိုနိုင်လို့ရပါတယ်ဒီလိုဆိုရင်ခဏတရားအထုတ်မဲ့ရှုမှတ်မဲ့ပုဂ္ဂိုလ်တို့ဒီမှန်တူရှင်းဝိပဿနာဘာဝနာကိုပြောတဲ့အခါမှာကျွန်တော်အနေနဲ့ဒီကုတ်ချုပ်ပြီးပြန်ကောက်ပေးပါမယ်မှန်တူရှင်းလို့ပြောလိုက်တဲ့အခါမှာမှန်ရမယ်တူရမယ်ရှင်းရမယ်ဝိပဿနာတို့ဒီဘယ်ရိပ်တာမှာအထုတ်ဘယ်ဆရာတော်ဤနီးဆိုတာရှိပါမလားယနေ့ပြောနေတယ်ဘယ်ဆရာတော်ကြီးဤရိပ်တာဘယ်ဆရာတော်ဤရိပ်တာမှာမဟုတ်ပါဘူးဖယားရှင်ရဲ့မဟာတတိပဋ္ဌာန်သားလေးဖြစ်တယ်ဆရာတော်ဘုရားကြီးတွေကနေပြီးဘုရားရှင်ရဲ့မဟာတတိပဋ္ဌာန်ထဲကနေပြီးမိမိနဲ့သက်တော်သောနီးကိုမိမိအားထုတ်လို့တရားတွေ့သွားတယ်တွေ့သွားတဲ့အခါမှာသူကနေပြီးအားထုတ်ပြီးတပည့်တွေကိုပြတဲ့အခါမှာတပည့်တွေကနေဆရာကိုဂုဏ်ပြုသောအားဖြင့်ဘယ်ဆရာတော်ကြီးဤနိဂတိတို့ခေါင်းစဉ်တတ်ကြပါတယ်ဘယ်ဆရာတော်ကြီးဤနိဂတိဆိုတာကိုကျန်တဲ့ယောဂီအားလုံးတို့ကလည်းတပည့်တွေကလည်းလက်ကင်ဆွဲပြီးဒီဆရာတော်မှဒီဆရာတော်လို့လုပ်ပြီးကြံတဲ့ဆရာတော်တွေကိုအထင်နဲ့မကြည့်တော့ဘူးဒီနေရာမှာအားနဲ့ချစ်တွေပေါ်ပေါက်ပါလေအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးရှင်းပြမယ်အချိန်နည်းနည်းလေးရှိသေးတော့ဒီလိုဆိုရင်လူတယောက်ဝိပဿနာရိပ်တာကိုဝင်ပြီးတရားအထုတ်ကြတယ်အထုတ်ပြီးတော့မိဖို့နိဗ္ဗာန်မြေမောင်ပြုတ်ပြီးလားလို့မေးတဲ့အခါမှာအတော်ကိုဖြေရခက်သွားတယ် even ဘလောက်တောင်လဲဆိုတော့တရားပြနေတဲ့ဆရာတွေပင်လျင်မပြောရကြဘူးယောဂီတို့မှန်ရင်ပြောတတ်ရပါတယ်ကွန်ပျူတာနှိပ်ကျွမ်းတဲ့ပုဂ္ဂိုလ်ကကျုပ်တတ်တယ်လို့မပြောတတ်ဘူးလားတတ်တော့ဗောဗျာတခါမှမနှိပ်ဘူးတဲ့လူကတော့မတတ်ဘူးလို့ပြောမှာပဲရှင်းရှင်းလေးပဲနှိပ်တတ်တဲ့ပုဂ္ဂိုလ်ခုနစာရီအကုန်လုံးလာပြင်ပေးသွားတယ်ဟိုကလေးတယောက်သူနှိပ်တတ်တယ်နှိပ်တတ်လို့သူပြင်ပေးသွားပြီဒီလိုပါပဲပြတဲ့ဆရာမတိုက်ရင်တပည့်ဟာပိုးဆိုးကုန်မှာပေါ့ဒါကြောင့်မလို့ရိတ်တာမှာဝင်လိုက်တဲ့ပုဂ္ဂိုလ်တို့ဒီအဲ့ဒီဘုဒ္ဓတတွေမသိဘဲနဲ့ဝင်ရင်ဘယ်လိုလုပ်ခုနကပြောသလိုဘယ်ဆရာတော်ဤနီးဆိုတာသိကြောက်ဆရာကောင်းတယ်ပုဂ္ဂိုလ်၄မျိုးရှိပါလေပုဂ္ဂိုလ်၄မျိုးထဲမှာနံပါတ်1ကဥက္ခာတိတညူတဲ့ပါဠိလိုပြောပါလေဥက္ခာတိတညူဆိုတာတလုံးတဘာရပြောရုံနဲ့ချစ်ချင်းမကြတယ်ဥပမာအပြင်ရှင်သာရိပုတ္တရာကြီးနဲ့ဥပမာပေးပါလေအရှင်သာရိပုတ္တရာကိုအရှင်အတ္တဇိကနေပြီးတလုံးတဘာရပြောရတယ်ချစ်ချင်းမကြတယ်အဲ့ဒီပုဂ္ဂိုလ်လေးကဉာဏ်အင်မတန်ကြီးတဲ့ဘုရားရှင်ခေကပုဂ္ဂိုလ်ပါသွားပြီမရှိတော့ဘူးနတ်တဲ့ပုဂ္ဂိုလ်ကဝိပင်ဇိတညူလို့ခေါ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကြတော့တလုံးတဘာရပြောရုံနဲ့မင်းမကြဘူးအစအလက်ဆုံးကြည်ညက်အောင်ဟောကြားပြသရပါတယ်အဲ့ဒါကိုပြတော့ဥပမာအရှင်ကောတညာဓမ္မစကြာနေ့မှာပထမဦးဆုံးတရားဦးဟောတဲ့အခါမှာပောတပံတည်တဲ့အရှင်ကောတညာဒီအစအလက်ဆုံးဟောရတယ်တလုံးတစ်ပါးနဲ့မရဘူးဒါဒီတဲ့ဒုတိယမင်းပုဂ္ဂိုလ်ဒုတိယပုဂ္ဂိုလ်ဖြစ်ဒီပုဂ္ဂိုလ်နှစ်ပါးစလုံးကဒီဘက်ခက်မှာမရှိတော့ဘူးဆိုရင်တတိယပုဂ္ဂိုလ်ကြည့်ရင်နေရပုဂ္ဂိုလ်လို့ခေါ်ပါတယ်ဥပမာအဖြစ်သူဒီအစအလက်ဆုံးသုံးပါးဟောရုံနဲ့မရဘူးကိုယ်တန်ကြက်ကြံရတယ်ပွားများရှုမှတ်ရတယ်အဲ့ဒီပုဂ္ဂိုလ်ကြတော့ဥပမာညီတော်အာနန္ဒာနဲ့နိုင်ရှင်ပါတယ်ညီတော်အာနန္ဒာဒီအင်မတန်တရားပြည့်ပြတယ်တိုးတော်လည်းမကြစ်သေးတော့မရဘူးအင်မတန်ကြည့်ရပါတယ်နောက်ဆုံးကြတော့မှအာရတမေကိုစိုက်ခဲ့ပါတယ်ဒါကြောင့်မလို့ယနေ့ခေတ်မှာရှိတဲ့ပုဂ္ဂိုလ်အလုံးတို့ဒီအမြင့်ဆုံးဒီနေရပုဂ္ဂိုလ်ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကြတော့ပဒပါရမလို့ခေါ်ပါတယ်ဘလောက်ပဲကြစ်ဘလောက်ဟောမင်းမကြောက်မင်းမျိုးစိဖို့မျိုးစိကိုသာရရှိစေတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူလိုလဲဆိုတော့ယနေ့ခေတ်မှာရှိတဲ့လူတွေထက်မှလည်းတချို့ပါပါတယ်မင်းမျိုးစိဖို့မျိုးစိပဲရပြီးယခုဘဝမှာမင်းမကြောက်ဘာကြောင့်မကြောက်တယ်လဲကျွန်တော်တို့သူတည်နာပြုဖို့ကောင်းတယ်အဲ့ဒါလေးကိုအထူးထားပြီးတင်ပြဖို့ဆုံးမဖို့ကောင်းတယ်ရိတ်တာတွေမှာကျွန်တော်ဝတ်ခံပါတယ်ပဒပါရမပုဂ္ဂိုလ်ဘာကြောင့်ဖြစ်သွားတယ်လဲဆိုတာကိုတော်တော်ပြောမဲ့ပုဂ္ဂိုလ်မပြောဘူးကျွန်တော်ကတော့ရေရေဝဝပြောပါတယ်
ကျွန်တော်ပြောတဲ့စကားဒီစာစကားရောခန္ဓာစကားရောကျွန်တော်ဟပ်ပါတယ်ပဋ္ဌာပါဏမှာဘာဖြစ်လို့ဖြစ်သွားတယ်လဲအင်တာအရေးကြီးတယ်မင်းမျိုးစေ့ဖို့မျိုးစေ့ပဲဒီဘဝမှာရဘာဖြစ်လို့မင်းမကြတယ်ကျွန်တော်တို့မစူးစမ်းတဲ့ဘူးလားအပိမဆင်းရင်ခံပြီးအချိန်တွေပုတ်ခံပြီးတရားရိပ်သာဝင်လာရက်သားနဲ့အဲ့ဒီယောဂီတယောက်ဒီမင်းမကြဘူးဗျာဒီဘက်ခက်ဒီမင်းမကြရခင်မဟုတ်ဘူးဒီဘက်ကမှာပောက်တပ်ပါလို့စကားတည်းထက်မပြောဘူးတလန်ကအနာဂါနေပေါ်လို့ယဟန္တာတပြောင်းပြောင်းကိုရမယ်ခက်ကြီးဒါပေမဲ့ယခိခက်မှာအင်မတန်ရှားပါးနေတာတွေ့ရှိရတယ်အဲ့ဒါဒီကျွန်တော်တို့အားလုံးရဲ့အားနည်းချက်အားလုံးဤအားနည်းချက်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆရာရောတကာရောအားလုံးဖက်ကအားနည်းနေပါလေဘာဖြစ်လို့လဲဆိုရင်ပဋ္ဌာပါဏမပုဂ္ဂိုလ်ဘာလို့ဖြစ်သွားတယ်လဲကျွန်တော်အနေနဲ့အချင်းလေးပါကျွန်တော်တင်ပြတာတူတူလေးပါအဲ့ဒါမြန်မပြည့်စုံဘူးလို့ဝခံပါတယ်ပဋ္ဌာပါဏမှာဖြစ်ရတဲ့အကြောင်းကြီးကနံပါတ်1ဆရာခိုင်းတဲ့အတိုင်းတပည့်ကမလုပ်ဘူးအရင်ရေးကြည့်တယ်ရိပ်ပါဝင်လာတဲ့ကျုပ်ကဘာစာတတ်ထားတာပိဋကကျုပ်ဘလောက်တတ်ထားတာဒီစာကြီးနေမှာခံပြီးနေတော့တယ်စာခံတာမဟုတ်ဘူးဘာခံတာလဲဆိုတော့မာနခံတာစာမခံဘူးစာတတ်ရင်ပိုးပြီးညံကြီးတယ်ပိုးပြီးညံတယ်တခွာတော့ပြရင်တန်လန်တော့မြင်တယ်စာသမားဟာသို့တော့မာနခံပြီးဆရာခိုင်းတဲ့အတိုင်းမလုပ်ပဲဆရာကိုပြုတ်ပြန်နေတယ်တချို့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးမရနိုင်ဘူးပြီးတော့လေဆရာပြောတဲ့အတိုင်းဝိရိယတွေစိုက်ပြီးတခါတပြည့်ဝဝနဲ့စမ်းချိန်မိအောင်မကြိုးစားဘူးအဲ့လိုပုဂ္ဂိုလ်မျိုးကဘယ်တော့မှမင်းမကြောက်မျိုးစေ့တော့ရတယ်ကုသိုလ်တွေရပြီးမင်းမျိုးစေ့ပုံမျိုးစေ့ရတယ်နံပါတ်2ခုနကပြောတဲ့အဆိုးဆုံးဟာပဲဆရာဇွဲငါဆရာမငါဆရာဒီနိမကငါနီကြံတဲ့ဟာတွေငါလည်းမခံဘူးကဲယောဂီတို့ကျွန်တော်မေးပြီမနေ့ကကျွန်တော်တို့ပြောသွားတယ်တတိပဋ္ဌာန်၄ပါးတို့တွင်ဇယိုက်၄မျိုးနဲ့လို့မပြောသွားဘူးလားအပေါ်ကကာယနဲ့ဝေဒနာကြတော့လောဘများပြီးညံထိုင်းတာရဲ့ညံထက်တာရဲ့တယောက်နဲ့တယောက်ဇယိုက်မတူဘူးဗျာဒီလိုပဲအောက်ကစိတ်တနဲ့ဓမ္မကြတော့ဒိဋ္ဌိများပြီးညံထိုင်းတာကစိတ်တစိတ်တိဒိဋ္ဌိများပြီးညံထက်တာကဓမ္မဒီလိုဆိုရင်မိမိဒီဘယ်လိုဇယိုက်လဲလို့မိမိသိတာဘယ်သူမှမသိဘူးဘာလို့မသိလဲဘုရားရှင်ခင်ကတော့မှကမ္မထမ်းပြမာလို့ဆိုပြီးလိုက်ပြီးတော့ပြသေးတယ်ဗျာအင်မတန်မြင့်တဲ့ပုဂ္ဂိုလ်ကြီးတွေလားကျွန်တော်တို့ဒီဘက်ခက်မှာပုထုဇဉ်တွေကငါဘယ်ဇယိုက်လဲဆိုမသိဘူးဘာလုံးမသိတယ်အာထုတ်ကြည့်ရတယ်ဒီနေ့နဲ့အာထုတ်ကြည့်လို့မကြသေးရင်ဟိုနေ့ပြောင်းကြည့်မယ်ဘယ်ဆရာကစိတ်ဆိုးမလဲစိတ်မဆိုးစိတ်ဆိုးတယ်ဆိုတဲ့ဆရာကလည်းအတော်ကိုနှိပ်သွားပြီဘယ်နည်းနဲ့အာထုတ်ဆရာသမားဆိုတာအားပေးရတယ်ဘုရားနည်းကြီးပဲအားလုံးဒါကြောင့်မလို့ကာယနဲ့အာထုတ်အားမရတဲ့ပုဂ္ဂိုလ်ဝေဒနာမရစိတ်ဓမ္မဒီလိုပြောင်းပြီးအာထုတ်ခြင်းအဖြစ်နောက်ဆုံးမိမိနဲ့ကန့်ညီတဲ့နည်းကိုမရပါဘူးလားရပါပါလိမ့်မယ်ဒါကြောင့်မလို့ဒုတိယပုဂ္ဂိုလ်ကဆရာဆွဲထားတဲ့ပုဂ္ဂိုလ်ကမကြောက်ဘူးဘာဖြစ်လို့ဒီဆရာကိုဆွဲထားတာဒီဆရာနည်းနဲ့ကိုလည်းမကိုက်ဘူးကျန်တဲ့နည်းကိုအထုတ်လို့မရတော့ဘူးငါနည်းငါဆရာကြီးဖြစ်နေတယ်ဒီပုဂ္ဂိုလ်မျိုးသတိထားပါနံပါတ်2နံပါတ်3အဲ့ဒါကြတော့ယောဂီရဲ့အမှားမဟုတ်တော့ဘူးဆရာရဲ့အမှားဆရာပင်လျင်မင်းမကြောက်ဘူးဆရာကမင်းမကြောက်ဘူးဒီနေ့ရေရဝဝကျွန်တော်ပြောတယ်ဆရာတွေကိုကျွန်တော်မျိုးစုံကျွန်တော်ရှောက်ထားပါတယ်ဆွေးနွေးပါတယ်ဆရာတွေဝခံပါတယ်တချို့ဆရာတို့ရဲ့ဓမ္မဂတိကတကယ်ကမ္မထမ်းဆရာတို့ဘာလို့ဝခံသွားတယ်တခါကြီးရဲ့ကျုပ်မင်းမကြသေးဘူးကျုပ်စာတွေဖတ်ပြီးဟောနေတာဒါကြောင့်မလို့ကျုပ်မဟောတော့ဘူးကိုမယုံတော့ဘူးကိုစိတ်မလှဘူးတဲ့ဘလို့ဝမ်းသာဆရာကောင်းတယ်အဲ့လိုဆရာမျိုးမတတ်ပဲနဲ့တန်းအောင်ကပြနေရင်ဘလို့ကြောက်ဆရာကောင်းတယ်သူပြနေတဲ့ဟာကြီးအမှန်ကြီးပြနေပြီသေပြီးယောဂီအကုန်လုံးကြောက်တဲ့ကြပြီအဲ့ဒီလိုမျိုးကမ္မထာနာစရိယပုဂ္ဂိုလ်တွေကလည်းအနောက်ပြန်ဆုတ်သွားတယ်ကိုယ့်ကိုအထုတ်တော့တယ်အထုတ်ပြီးမှအ ਨੇ ဆုံးတရားပြတဲ့ပုဂ္ဂိုလ်သောတာပန်ဖြစ်ဖို့ကောင်းတယ်ကိုဖြစ်မှသူများပြလို့ရမှာကိုကဘာမှမရှိခဲ့ဘယ်လိုသွားပေးမလဲဒါကြောင့်မလို့ဆရာမနံပါတ်3ကြောက်ဆရာသိကောင်းတယ်နံပါတ်4ဆရာကတော့တတ်ပါရဲ့ဆရာကတော့မကြပါရဲ့ပြတာမပြတတ်ဘူးမပြတတ်တော့တပည့်ကဘယ်လိုမကြဘယ်လိုနည်းနဲ့ပြမှလည်းမသိဘူးကိုသိတယ်သေးလေးပဲသိတယ်ဒီသေးလေးလောက်ပြနေမရဘူးနာတလက်နဲ့ဆေးကူလို့မရဆေးဆရာဆိုတာအကုန်လုံးရှိရတယ်ဆေးနည်းတွေဒါကြောင့်မို့လို့ကျွန်တော်အတူအဖြစ်ဒီလေးမျိုးတွေ့ရှိပါတယ်ဒီနေ့ကြွလာတဲ့ပုဂ္ဂိုလ်များအားလုံးနားလည်ကြပါစေဒီပဋ္ဌပါရမဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ခံမလားအဖြစ်မခံနဲ့တော့ကျွန်တော်အတူလေးတင်ပြတာပဋ္ဌပါရမပုဂ္ဂိုလ်ဖြစ်ရတာတော့လောကမှာရှောက်တာမရှိဘူးယနေ့ခက်ကြီးမှာသာသနာကတကက်အထောက်ထိုက်တက်နေတဲ့ခက်ကြီးမှာကျွန်တော်တို့မမချလိုက်ဘူးဆိုရင်ခဏကြွလာတဲ့ပုဂ္ဂိုလ်များအားလုံးကိုဆုံထောင်းရုံးနဲ့တာထုတော့အတော်ညံ့ပြင်းတဲ့ငါပါလားလို့ထုတော့ဘာဖြစ်လို့လဲဖောတာပန်ဆိုတာစကားထဲတော့ထက်ပြောစရာမလိုဟာဒီလိုဆိုရင်ပါရမီမှကျုပ်မရှိသေးတော့ကျုပ်ဖောတာပန်ဖြစ်ဘယ်လိုလုပ်မယ်မပူနဲ့မနေ့ကကျွန်တော်ပြောပြီးပါရမီဆိုတာဘယ်လိုလုပ်တယ်လဲကိုကလုပ်တာယခုဖြစ်လို့မရဘူးလားရတယ်ဟုတ်ပါပြီခင်ဗျာအတိတ်ဘဝတော့ပါရမီမပါဘူးအခုဖြစ်မယ်ဗျာပါရမီမရဘူးလားရတယ်မသိမသေးတာကိုနောက်10နှစ်ကြာလဲကြာအောင်ပါလေအဲ့ဒီဂျာနဲ့မှာပါရမီကိုပြည့်အောင်ဖြစ်သွားပြီးဖြစ်စွမ်းလိုက်မယ်ဆိုရင်
ဒီနေ့ကြွလာတဲ့ပုဂ္ဂိုလ်များအားလုံးအနည်းဆုံးတစ်မက်တစ်ဖို့တော့စိုက်ပါလိမ့်မယ်လို့ပြောချင်ရပြီအချိန်စေးတဲ့အတွက်ကြောင့်မလို့ဒီလိုချုပ်လိုက်ပါမယ်ကြွလာတဲ့ပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါခင်ဗျာ